ဘုံဘဝမှာဆုံမိကြခြင်းလောကလူတွေဟာလူဘဝရောက်လာတဲ့အခါမှာလူတိုင်းဟာဆုံရတာမဟုတ်ဘူးဆုံမိတဲ့လူတွေမှာလည်းပဲအချင်းချင်းညှိနှိုင်းထားတာမဟုတ်ပေမဲ့လို့တဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေဟာဆုံမိကြတာဒီကနေ့ညဝမ်းတွင်မျိုးကအာဂသာကွင်းကြီးအတွင်းမှာဆုံတယ်ဆိုတာလေတူညီတဲ့စိတ်ဆန္ဒတွေကြောင့်ဆုံနေလို့ဒီလိုပြောအဲဒီလိုဘုံဘဝမှာဆုံမိကြတာတွေနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာလောကလူသားတွေလူဘဝရလာပြီးတော့တဏှာရမှာဆုံကြရတယ်ကြုံကြရတယ်တွေ့ကြရတယ်ဆိုတာတွေကအတွင်းဓာတ်ခံတွေတူညီတဲ့သဘောနောက်ခံအကြောင်းတရားတွေထင်ရှားရှိနေတယ်ဆိုတာကိုဓာတုတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားကဟောထားတာရှိတယ်။ဆုံတယ်ဆိုတာအကြောင်းမဲ့ဆုံတာမဟုတ်ဘူးတဲ့ဓာတုသောဝဘိက္ခဝေတတ္တာတန်တန်ဒန္တိသမင်းတိဆုံရတယ်တုံးနဲ့တုံးဆုံပြီးကြတယ်တဏှာမှာဆုံရတယ်တွေ့ကြတယ်ဆိုတာစိတ်ဓာတ်ချင်းအတွင်းကံတဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေဆုံတာလို့တူညီမှုကိုအကြောင်းပြုပြီးတော့ဆုံတယ်လို့ဒီလိုပြောအဲ့တော့ဒီနေရာတရားပွဲမှာဆုံတဲ့လူတွေရှိတယ်တခြားနေရာမှာလည်းတခြားပွဲတွေဆုံမိနေတဲ့ပုဂ္ဂိုလ်တွေလည်းများများစွာရှိတယ်တစ်ကမ္ဘာလုံးကိုညှော်မှန်းပြီးတော့ကြည့်မယ်ဆိုရင်ဒီအချိန်မှာစုံစည်းပြီးတော့တခုခုလုပ်နေကြမှာကြီးပဲအကုန်အဲ့လိုစုံစည်းမှုတွေဟာအကြောင်းမရှိဘဲနဲ့စုံစည်းတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေရှိနေကြတယ်အဲ့ဒီအကြောင်းတရားတွေဟာကောင်းတဲ့အကြောင်းတရားလည်းဟုတ်တယ်မကောင်းတဲ့အကြောင်းတရားလည်းရှိတယ်ကောင်းတဲ့လုပ်ငန်းမှာဆုံရတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတဲ့စိတ်ဓာတ်တွေအခြေခံလို့ဆုံရတာဖြစ်တယ်မကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုအခြေခံပြီးတော့ဆုံမိကြတာဖြစ်တယ်တခါတည်းလူတွေဆုံစည်းတယ်ဆိုတာအမခံများပြားတာကိုကြုံတွေ့ကြရပေါ့ဘုန်းကြီးတို့2004ခုနှစ်တုန်းကဂျာမနီနိုင်ငံဘာလင်မြို့တော်မှာဥရောပနိုင်ငံကလူတွေတန်ပေါင်းများစွာရောက်ရှိလာပြီးတော့ဆုံစည်းကြတဲ့ပွဲကြီးတစ်ခုကျင်းပတာကိုတယ်လီဗီရှင်းတွေကနေပြီးတော့မြင်ရတယ်ပေါ့အဲ့ဒီမှာလူတွေဘာလင်မြို့တော်မှာကျင်းပတဲ့လက်ပါရိတ်ဆိုတဲ့ပွဲကြီးဥရောပနိုင်ငံအသီးသီးကလာတဲ့လေယာဉ်မြန်တွေမီးရထားတွေကားလမ်းတွေပြည့်နေအောင်အားလုံးလက်ပါရိတ်ပွဲကျင်းပတဲ့နေရာကိုတန်ပေါင်းများစွာသောလူတွေဟာစုယုံရောက်ရှိလာကြအဲ့ဒီလောက်များတဲ့ပုဂ္ဂိုလ်တွေဒီတနေရာထဲမှာလာဆုံနေဆိုတာလည်းပဲအတွင်းအစ္ဆဒဓာတ်သဘောချင်းတူလို့သာဆုံလို့ရမတူတဲ့ပုဂ္ဂိုလ်တွေမသွားကြဘူးဆိုတာသိတာပေါ့အဲ့တော့လောကမှာဘုံဘဝမှာဆုံမိကြတယ်ဆိုတဲ့နေရာမှာအကောင်းဆုံခြင်းလားမကောင်းသဖြင့်ဆုံခြင်းလားအကျိုးရှိသောဆုံခြင်းလားအကျိုးမရှိသောဆုံခြင်းလားဆိုတာတော့ရွေးချယ်ကြရမှာဖြစ်တယ်လူတွေဟာအတွင်းဓာတ်ခံသဘောတည်းတူညီတဲ့အနေအထားကနေပြီးတဏှာကိုရောက်ရှိအောင်စုပေးလိုက်တဲ့သဘောဒီတဘာဝစိတ်ဓာတ်ကနေစုပေးလိုက်တရားပွဲမှာလာဆုံတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတရားနာခြင်းတယ်ဆိုတဲ့စိတ်ဓာတ်ကဒီနေရာကိုစုပေးလိုက်တာဖြစ်တယ်တရားနာမယ်ဆိုတဲ့စိတ်ဓာတ်မရှိတဲ့ပုဂ္ဂိုလ်ကြဒီပွဲမှာရောက်လာနိုင်ဘူးပေါ့ဒါကြောင့်မို့တူညီတဲ့စိတ်ဆန္ဒတွေကတဏှာထဲမှာစုဝေးရောက်ရှိစေခြင်းပဲဖြစ်တယ်ဒီတော့ကိုမြတ်စွာဘုရားကဓာတုတန်ရုပ်မှာဟောထားတဲ့စကားလုံးကဓာတုသောဘိက္ခဝေတတ္တာတန်တန်ဒန္တိသမင်းတိစိတ္တယံတို့တရားရီဆိုတာစိတ်ဓာတ်အခြေအနေအစ္ဆဒယဆန္ဒဓာတ်သဘောအားဖြင့်ပေါင်းစုံမိကြတာတဲ့
တူညီတဲ့အလုပ်တစ်ခုကိုလုပ်ကြတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကပြောတဲ့ခေါ်တဲ့အခါမှာဟိနာဓိမုတ်တိကဟိနာဓိမုတ်တိကေဟိတန်တန်တန်တိသမင်းတိဟိနာဓိမုတ်တိကဆိုတာဟိနာဆိုတာအောက်တန်းကျတဲ့အဓိမုတ်တိကနှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်အဓိမုတ်တိဆိုတာနှလုံးသွင်းစိတ်ဆန္ဒတယ်နှိမ့်ကြတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းနှိမ့်ကြတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ဆုံမိကြတယ်တူညီကြအဲ့ဒါလိုပဲကလျာဏာဓိမုတ်တိကကလျာဏာဓိမုတ်တိကေဟိတန်တန်တန်တိသမင်းတိကောင်းမြတ်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကောင်းမြတ်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်အချင်းချင်းဆုံမိကြတယ်လို့အဲ့တော့အကြောင်းမဲ့ဆုံတာမဟုတ်ဘူးတဏှာမှာရောက်ရှိဆုံစည်းနေခြင်းဟာတူညီတဲ့စိတ်ဓာတ်ကနေပို့ပေးလိုက်လို့လာပြီးတော့ဆုံစည်းတာလို့အဲ့ဒါလို့ဆုံစည်းတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီဓာတုတန်ရုပ်ပါဠိတော်မှာဘာကိုအကြောင်းပြုပြီးတော့ဟောတာလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကသာဝတိပြည်ဗရာဇဂုပြည်ခိစကုတ်တောင်တရင်သုံးပြီးတော့နေတဲ့အခါမြတ်စွာဘုရားရဲ့မလန်းမကန်းအယတ်မှာရဟန်းတော်တွေဟာဂရုလိုက်လမ်းလျှောက်ပြီးတော့ဆင်းရဲသွားနေကြတာကိုတွေ့ရတယ်ပေါ့အဲ့လိုဆင်းရဲသွားနေတဲ့ယဟန်တော်တွေကိုလှမ်းကြည့်ပြီးတော့မြတ်စွာဘုရားကမိန့်ကြားတယ်အနိနာမှာရှိတဲ့ယဟန်တွေကိုမိန့်ကြားတယ်စိတ္တယဟန်တို့ဟိုမှာတန်လမ်းလျှောက်နေကြတာတွေ့ရလားအဲ့ဒီမှာလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေက9ပါးရှိတယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဘုရားရဲ့တပည့်တာဝကကြီးတွေအင်တန်ထင်ရှားတဲ့ဣတရေဘွယ်တို့နဲ့ချီးကျူးထားတဲ့ပုဂ္ဂိုလ်တွေပေါင်း9ပါးဟာသူ့ရဲ့အပိုင်းအဝိုင်းနဲ့အတူတကွတဏှာထဲမှာဆုံစည်းပြီးတော့ဆင်းရဲရှောင်နေကြတာမြတ်စွာဘုရားကအဲ့ဒါကိုမြင်ပြီးတော့အနိနာရှိတဲ့ယဟန်တွေကိုပြောတာအဲ့ဒီဈဉ္ဉံလျှောက်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်သူလဲလို့ဆိုရင်ရှင်သာရိပုတ္တရာရှိတယ်ရှင်သာရိပုတ္တရာခေါင်းဆောင်တဲ့ယဟန်ရှင်မမောက္ကလံခေါင်းဆောင်တဲ့ယဟန်တွေရှင်မဟာကတ္တဗခေါင်းဆောင်တဲ့ယဟန်တွေရှင်အနုရုဒ္ဓခေါင်းဆောင်တဲ့ယဟန်တွေရှင်ပုံနာခေါင်းဆောင်တဲ့ယဟန်တွေရှင်ဥပါလိခေါင်းဆောင်တဲ့ယဟန်တွေရှင်အာနန္ဒခေါင်းဆောင်တဲ့ယဟန်တွေကလမ်းလျှောက်နေကြတယ်အဲ့ဒီနဲ့မလမ်းမကမ်းမှာဘုရားမြတ်စွာရဲ့သာသနာတော်မှာစိတ်ကောင်းမရှိလို့နာမည်ကောင်းမရတဲ့ရှင်ဒေဝရတ်ကလည်းသူ့အဖွဲ့တွေနဲ့ဆင်းရဲလျှောက်ပြီးတော့နေတာအဲ့ဒီအချိန်မှာစုံစည်းနေတာသူ့ဂရုလိုက်အစုလိုက်နေတာကိုကြည့်ပြီးတော့မြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားနေတာစိတ္တယဟန်တို့သာရိပုတ္တရာဟာများစွာသောယဟန်တွေနဲ့အစုလိုက်လမ်းလျှောက်နေကြအဲ့ဒီယဟန်တွေအားလုံးဟာပညာဘက်မှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲဘာဖြစ်လို့လဲဆိုတော့ရှင်သာရိပုတ္တရာကပညာအရာမှဣတရေရထားတဲ့ပုဂ္ဂိုလ်ကိုဖျားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာအဆင့်မီတဲ့ပုဂ္ဂိုလ်မရှိဘူးရှင်သာရိပုတ္တရာဟာထူးချွန်တဲ့ပညာနေရာမှာထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်ဘယ်လောက်ထိထူးချွန်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားအဆင့်မှာသမ္မာသမ္ဗုဒ္ဓအဆင့်မှာဖြေနိုင်တဲ့မေခွန်းတောင်မှပဲအနည်းငယ်နီလန်လေးပြလိုက်လို့ရှိရင်ရှင်သာရိပုတ္တရာကအကျယ်တဝင်းဖြေနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုလိုတာကဘုရားအရာ
မေကွန်းတောင်မှပဲရှင်သာရိပုတ္တရာဖြေနိုင်စွမ်းရှိတယ်လို့ဒီလိုပြောအဲ့တော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ပညာဆိုတာဟာတကယ်တော့လူသိတဲ့နေရာမှာမရှိဘူးလောကမှာပညာဟာအင်တာမအစွမ်းတတ္တိရှိပေမဲ့လို့တကုရှင်နဲ့ပညာတတ်ဒီနှစ်ခုနှိုင်းယှဉ်လိုက်ရင်တကုရှင်ကိုပဲလူသိများတယ်ပညာတတ်တဲ့ပုဂ္ဂိုလ်လူသိမများဘူးပညာဆိုတာထင်ရှားတဲ့အရာမဟုတ်ဘူးဒါကြောင့်မို့လို့ပညာကိုစားနဲ့ဥပမာပေးထားတယ်ပညာရှိကိုစားခဲ့လို့ဥပမာပေးထားတာရှိအဲ့ဒီသုတ်တန်တစ်ခုလည်းပဲရှိတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့9ဝါမြောက်ဝါဆိုအဘိဓမ္မာတရားဟောပြီးတော့လူပြည်ပြန်လာတဲ့အခါအမတန်ကြီးမားတဲ့လူလူပရိသတ်ကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်လိုလဲဆိုရင်တကုရှင်ဖြစ်တဲ့ရှင်မောက္ကလန်တို့ဒေဝစက္ခုနဲ့စွမ်းအားရှိတဲ့ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြတရင်မေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော်ရှင်အနုရုဒ္ဓတို့ကဖြေတယ်ဘုရားဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကူနဲ့ကြွရောက်ပြီးတော့မေးမြန်းနိုင်တာရှင်မောက္ကလန်တို့ကဖြေတယ်အဲ့တော့အဲ့ဒီလူထုပြိဿကြီးဟာရှင်မောက္ကလန်တို့ပို့ပြီးတော့အထင်ကြီးတယ်ရှင်သာရိပုတ္တရာရှိနေတော့လည်းပဲရှင်သာရိပုတ္တရာကိုသိပြီးတော့လူတွေကအထင်ကြီးတဲ့ဘောမရှိဘူးမြတ်စွာဘုရားလူပြည်ဆင်းလာတဲ့အခါမှာမြတ်စွာဘုရားကဒီအချက်ကိုတတိထားမိဘုရားသာသနာတော်မှာပညာရှင်နဲ့တကုရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်တကုရှင်ကနံပါတ်2နေရာမှာရှိတယ်ဟိုင်ဟာရာကီလို့ခေါ်ရှင်းနဲ့ထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကုရှင်ကနံပါတ်2ဒီလိုရှင်းစစ်ထားဘုရားတကုရှင်ကိုသာနံပါတ်1ကိုကြော်ပြီးတော့နံပါတ်2ကိုလူပြီးများနေတာကိုမြတ်စွာဘုရားကတတိထားပြီးတော့ကာဗရိန္ဒနတ်ပြည်ကနေဆောင်းတန်း3ွယ်နဲ့သူပြည်ကိုကြွဆင်းလာတဲ့အခါသင်္ကတ္တတကားဝဆောင်းတန်းဥရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ဘုရားဒါကမြတ်စွာဘုရားရဲ့လက်ရရန်ဆိုတော့ဘုရားပြီးရင်ဒုတိယဟောရှင်သာရိပုတ္တရာသို့တော့လူထုပရိသတ်ကရှင်သာရိပုတ္တရာရဲ့အစွမ်းအစကိုမသိကြမသိလို့မြတ်စွာဘုရားကဆောင်းတန်းဥမှာပဲရပ်ပြီးတော့မိကုန်းနေမေးတာရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးသမျှတွေကိုဖြေဆိုတယ်နောက်ဆုံးမှာသမ္မာသမ္ဗုဒ္ဓဘုရားကသာဖြေနိုင်တဲ့မိကုန်းမျိုးကိုနီလန်ပေးတဲ့အခါမှာရှင်သာရိပုတ္တရာဖြေနိုင်တယ်တခြားပုဂ္ဂိုလ်တွေဟာအဲ့ဒီမိကုန်းရဲ့အဖြေကိုမသိနိုင်ကြဘူးရှင်သာရိပုတ္တရာဖြေမှသိနိုင်ကြတာဖြစ်တော့ကြောင့်အဲ့ဒီအချိန်မှာပရိသတ်ရဲ့အလယ်မှာရှင်သာရိပုတ္တရာရဲ့ဉာဏ်ကြီးဉာဏ်စုစွမ်းအစတွေဟာလူတွေကသိလာကြလို့အားလုံးကရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားလာကြတယ်လို့ဆိုအကြောင်းအရာလည်းရှိတယ်ပေါ့တခါတော့ကရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့ဘာသာကျုပ်ပြေမှာဝါဆိုးနေကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝတိပြေမှာဝါဆိုးတယ်တာဝတိနဲ့ဝါစကြိုအလန်းကွာတဲ့နေရာတရင်သုံးနေထိုင်ကြတာညနေ2ပါးဆုံတဲ့အခါကျတော့ရှင်မောက္ကလန်ရဲ့မျက်နှာကခါတိုင်းနဲ့ကြီးနေတယ်စိတ်ထဲမှာကျဉ်တ်နေတဲ့အပြုံးနေနဲ့ရှင်မောက္ကလန်ကိုရှင်သာရိပုတ္တရာကအကဲခတ်မိတယ်အကဲခတ်မိတဲ့အခါကျတော့
ရှင်သာရိပုတ္တရာဒီကနေ့နေ့လည်ခင်းကာလမှာအင်တန်ငြိမ်သက်တဲ့ငြိမ်းချမ်းတဲ့သမဘတ်နဲ့နေလာတာလားမျက်နှာအဆင်းတွေအလွန်ကြီးနေပါလားစိတ်ဓာတ်တွေပါလားငြိမ်းချမ်းတဲ့သမဘတ်နဲ့နေလာလို့ဒီလိုစိတ်ဓာတ်တွေငြိမ်းချမ်းပြီးတော့မျက်နှာတွေဟာရှင်လန်းနေတာလားလို့ဆိုမဟုတ်ပါဘူးတဲ့ဒါဖြင့်ဘာဖြစ်လို့မျက်နှာရှင်နေတာတော့ဆိုတရားနာရလို့တဲ့တရားနာရလို့မျက်နှာရှင်နေတာပါတဲ့ဘုသူစီကနာရတာတော့ဆိုမြတ်စွာဘုရားစီကသူတရားနာရတာတဲ့အဲ့တော့ရှင်သာရိပုတ္တရာကနေပါအောင်ကိုတော့မြတ်စွာဘုရားကတာဝတိဒီမှာအရှင်ဘုရားကဒီမှာဘယ်လိုလုပ်တရားနာတာတော့လို့ဆိုသူတရားနာပုံလေးကိုပြောပြတာဝတိနဲ့ဇေတဝန်ခုခေတ်ဆိုရင်တော့လူတွေကထင်မှာပေါ့တယ်လီဖုန်းဆက်တာပေါ့နော်အဲ့ဒီတော့တယ်လီဖုန်းမှမရှိတာအခုခေတ်လူတွေကတပန်းတောင်သားနေသေးတယ်တယ်လီဖုန်းဆက်ပြီးတော့တရားနာလို့ရတယ်လေအဲ့တော့ရှင်မောဂလန်ကရှင်သာရိပုတ္တရာကိုဘယ်လိုပြောတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကဒီကနေပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗစက္ခုအဘိညာဉ်ဝင်စားထားဒိဗ္ဗသောတာအဘိညာဉ်တလဲ့စီဝင်စားပြီးတော့ထားမြတ်စွာဘုရားကလည်းတပည့်တော်ဘက်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာအဘိညာဉ်နှစ်ခုဝင်စားထားတပည့်တော်ကဒီကနေပြီးလှမ်းပြီးမြတ်စွာဘုရားကိုမေးခွန်းမေးတယ်တဲ့အရှင်ဘုရားပြီးဆုံးတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုအတိုင်းအတာနဲ့ပြည့်စုံမှပြည့်စုံတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်ပါသလဲဆိုတဲ့မေးခွန်းကိုတပည့်တော်ကဒီကနေလှမ်းမေးတာတဲ့လှမ်းမေးတော့မြတ်စွာဘုရားကဒီမေးခွန်းကိုဖြေတယ်မောဂလန်ပြည့်စုံတဲ့လုံလဝိရိယရှိသူဆိုတာရတဲ့ရတိုက်ရောက်တဲ့ရောက်တိုက်တဲ့တရားဓမ္မကိုရရှိဖို့အတွက်အယုကြည်ကြည်အရေးခန်းခန်းအသားအသွေးတွေ6ခန်းပါစေမရမနေကျိုးပန်းအထုတ်မယ်မရခင်စัจ जा ဝိရိယတန်နာနေတာမျိုးမရှိစေပဲနဲ့ကျိုးပန်းအထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာနေပြည့်စုံတဲ့လုံလဝိရိယရှိတယ်လို့ခေါ်ရတယ်လို့မြတ်စွာဘုရားကဖြေတယ်အဲ့ဒီအမေးဖြေလုံနေတာဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်ဝင်စားပြီးတော့မြတ်စွာဘုရားနဲ့ရှင်မောဂလန်တို့လှမ်းပြီးတော့စကားပြောတဲ့အခါमेंအဲ့ဒါကိုတန်ရုပ်ပါဠိတော်မှာခတသုတ်လို့ခေါ်တယ်အဲ့ဒီတော့ရှင်သာရိပုတ္တရာကရှင်မောဂလန်ကိုပြောတယ်ရှင်မောဂလန်တို့များတကူကြည့်လိုက်တာအဝေးကြီးကမြတ်စွာဘုရားစီလှမ်းပြီးတော့မေးခွန်းနေမေးလို့ဘုရားဖြေတာကိုသူနာရတယ်ကြည့်လိုက်တဲ့တကူပေါ့တပည့်တော်တို့ဆိုလို့ရှိရင်ရှင်မောဂလန်ကတောင်ကြီးနဲ့အလားသဏ္ဍာန်တူတယ်တပည့်တော်ကအဲ့ဒီတောင်ကြီးနားမှာချထားဖို့ကြောက်တုံးကလေးလောက်ပါပဲလို့ရှင်မောဂလန်ရဲ့တကူနဲ့စာရင်ရှင်မောဂလန်ကတောင်ကြီးကဲ့သို့ကြီးမားပြီးတပည့်တော်ကအနီးနားမှာချထားရတဲ့ကြောက်တုံးလေးတစ်ခွေပါလို့ရှင်မောဂလန်ကိုဒီလိုရှင်းမြောက်ပြီးတော့ပြောတဲ့အခါမှာရှင်မောဂလန်ကဘယ်လိုပြောတော့လို့ဆိုတော့ရှင်သာရိပုတ္တရာတဲ့အရှင်ဘုရားဟာဖျားပြီးရင်ပညာအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပါပဲတဲ့အရှင်ဘုရားကစာအိုးကြီးတဲ့ကစာခဲကြီးနဲ့တူတယ်တဲ့တပည့်တော်ကအဲ့ဒီစာခဲကြီးနားမှာထားတဲ့စာဖွင့်ကလေးလိုပါပဲလို့ပြန်ပြီးတော့ပြောတယ်အဲ့တော့ပညာရှင်ကိုစာနဲ့ဥပမာပေးတာဒီလိုဆိုလို့လားဘာဖြစ်လို့ဒီဥပမာပေးရတယ်လဲလို့ဆိုရင်တကုရှင်ဆိုတာတောင်လိုလူသိတယ်မြင်ရတယ်တကုစွမ်းစက်တွေပြတဲ့အခါမှာမြင်ရစားဆိုတာကြတော့ဘယ်ခင်းနဲ့မဆိုစားကပျောက်နေတာပဲရှားပေါ်တင်မှစားပါတယ်မပါဘူးသိတာစားမပါတဲ့ဟင်းဟာလဲကိုရွှွတ်ရွှွတ်ဖြစ်နေဟင်းတိုင်းမှာလဲစားပါရတယ်နောက်ဆုံးမှာအချိုးရမကတဲ့တောင်ဒီလေးအောင်လို့ဆိုပြီးတော့စားခတ်ကြစားမပါရင်မလေးနဲ့ဘူးအဲ့ဒါလိုပဲပညာရှိဆိုတဲ့ပညာဟာအရာရာကိုနှံ့ဆက်ပြီးတော့လွှမ်းခြုံနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပညာကိုစားနဲ့ဥပမာပေးတာတဲ့ပညာရှိကိုစားနဲ့ဥပမာတောင်ကြီးလို့လူသိထင်ရှားတော့မဟုတ်ဘူး
စားဆိုတာနော်အိမ်ရှင်မတွေပြောသလိုအိမ်ထဲကစားတွေစားရတယ်လို့မရှိဘူးဟင်းကတာနဲ့ကုန်တယ်တဲ့စားဆိုတာဘယ်သူကစားမှာတော့ငံနဲ့သို့တော့သူမပါလို့ရှိရင်ဟင်းတွေကပေါ့ပြက်ဖြစ်တယ်ပေါ့အေးအဲ့ဒါလိုပဲအရာရာမှာပညာရှိမပါရင်ပေါ့ပြက်ဖြစ်တယ်လို့ကိစ္စတိုင်းမှာစားလို့ပဲစိတ်ဝင်ပြန့်နှံ့နေတာပညာရဲ့သဘောလို့ဒီအဓိပ္ပာယ်မျိုးကိုယူပြီးတော့ဒီဥပမာကိုသုံးတာဟာရှင်မောက္ကလံသုံးခဲ့တဲ့စကားတစ်ခုပဲမှတ်သားရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကသာရိပုတ္တရာနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေအားလုံးဟာပညာရှိတွေကြီးပဲပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲအံ့ဩစရာကောင်းလိုက်တာစိတ်ဆန္ဒတူညီတဲ့ပုဂ္ဂိုလ်တွေဟာအစုလိုက်ဒီလိုနေကြတာဒါကြောင့်မို့ဓာတုသောဝဘိက္ခုတတ္တတန်တန်တန်တိပညာရှိတွေကပညာရှိနေမှာအစဉ်ပြေတယ်အားလုံးပညာကနေပြီးစုရဲဖြစ်အောင်စုပေးထားတယ်ဒီလိုပြောတခါရှင်မောက္ကလံကြီးလိုက်တဲ့အခါသူလည်းသူ့အုပ်စုနဲ့လမ်းလျှောက်နေတယ်အေးမောက္ကလံကလည်းသူနဲ့အတူတကွလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတကိုးရှင်နေကြီးပဲအားလုံးဟာတကိုးကြီးမားတဲ့ပုဂ္ဂိုလ်တကိုးကြီးတယ်ဆိုတာသမထကျင့်စဉ်တစ်ခုကိုစွမ်းစွမ်းတွင်မှန်ကျင့်ထားပြီးတော့စွမ်းရည်တတ္တိတွေတိုးမြင့်နေအောင်ဒါကိုပဲအလုံးလုံးနေတာသမထကျင့်စဉ်ကိုအချိန်ချင်းအထက်နေအဘိညာဉ်နေအချိန်ချင်းထပ်ဝင်စားလို့ဝတိဘော၅ပါးနဲ့စွမ်းရည်တတ္တိတွေထက်အောင်လုပ်နေကြတာမို့ရှင်မောက္ကလံတို့ဆိုတာအလုံးကိုထူးခြားတဲ့တကိုးရှင်ဖြစ်တယ်ပေါ့ခိပ္ပနိတန္တိလို့ဆိုတဲ့အတိုင်းတကယ်ကိုလင်းလင်းမြန်မြန်တကူအပြောင်းလဲလုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်နန္ဒောပနန္ဒနဂါးကြီးကနှာခေါင်းလေနဲ့မှုတ်တဲ့အခါမှာတခြားယဟန္တာတွေမကာကွယ်နိုင်ဘူးတဲ့ရှင်မောက္ကလံတစ်ပါးသာကာကွယ်နိုင်တယ်ဘာဖြစ်လို့အလင်းအမြန်လောက်ရတာဖြစ်တယ်စက္ကန့်ပိုင်းနောက်ကျသွားရင်ပြာဖြစ်သွားနိုင်တယ်အစိတ်ခိုးတွေတင့်ပြီးတော့ပြာဖြစ်သွားနိုင်ဒါကြောင့်မို့တကိုးဆိုတာလေလေ့ကျင့်နေရလေ့ကျင့်နေလို့စွမ်းရည်တတ္တိတွေထက်တာဒါကြောင့်မို့မောက္ကလံနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေဟာအားလုံးတကိုးရှင်တွေကြီးပဲဓာတ်သဘောအားဖြင့်စိတ်ဓာတ်ချင်းတူညီလို့တကိုးဆိုတဲ့စွမ်းရည်တတ္တိကသူတို့ကိုတစုတည်းစုဝေးစေတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာနောက်တစ်ခါရှင်မာကတ္တဗနဲ့လမ်းလျှောက်နေကြတာတစုတည်းကြည့်လိုက်တယ်ရှင်မာကတ္တဗနဲ့တစုတည်းနေတဲ့ပုဂ္ဂိုလ်တွေဟာဒုတင်ဆောင်ပုဂ္ဂိုလ်တွေကြီးပဲချိုးချိုးချမ်းချမ်းကျင့်ရမယ်နော်ယဟန်ဘဝဆိုတာကိလေသာတွေလည်းပါအောင်ချိုးချမ်းတဲ့အကျင့်တွေကျင့်ရမယ်လို့သင်္ကန်းတောင်မှပန္နကုသင်္ကန်းမှဝတ်ရမယ်သုံးတယ်တဲ့ပူမထားရဘူးတောရကြောင်းမှာပဲတစ်သလုံးနေရမယ်ဆွမ်းခံပြီးတော့ပဲစားရမယ်ဆိုတဲ့ဒီဒုရင်အကျင့်တွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကြီးသူတို့ကိုလည်းပဲဒုရင်အကျင့်ကနေပြီးတော့တစုတည်းဖြစ်အောင်စုပေးလိုက်တာပေါ့ဟောနောက်ဒီအရှင်အနုရုဒ္ဓနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေကိုကြည့်လိုက်ဒေဝစက္ခုအဘိညာဉ်မှာဆိုရင်းကြီးပဲအကုန်လုံးဒေဝစက္ခုအဘိညာဉ်မှာသံတတိရှင်နုရုဒ္ဓဆိုတာတထိုင်နဲ့စัจ java လာတစ်ထောင်ကိုတပြိုင်နဲ့ချိနိုင်တဲ့ဒေဝစက္ခုအဘိညာဉ်မျိုးရှိတဲ့ပုဂ္ဂိုလ်ယန္တာမဖြစ်ခင်ကတည်းကဒေဝစက္ခုကိုအလေးလာပြုလို့ကျွမ်းကျင်လာတဲ့ပုဂ္ဂိုလ်တူသူနဲ့အတူတကွနေတဲ့ယဟန်တွေကလည်းအားလုံးဟာဒိဗ္ဗစက္ခုမှာထိုးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့ကိုတစုတည်းဖြစ်အောင်ဟာလည်းပဲဒိဗ္ဗစက္ခုအဘိညာဉ်ကနေပြီးတော့စုဝေးပေးလိုက်တာဟောဓာတ်သဘောတွေကတူတစုတည်းဖြစ်သွားအောင်စုပေးတဲ့သဘောနောက်တစ်ခါအရှင်ပုံနာမန္တာနိပုဒ္ဒမန္တာနိဆိုတဲ့ဂုဏ်လေးမရဲ့သားဖြစ်တဲ့အရှင်ပုံနာအဲ့ဒီအရှင်ပုံနာကလည်းသူ့ရဲ့သတင်းသုံးပေါ်တွေအတူတကွညားစွာသောယဟန်တွေနဲ့အတူတကွလမ်းဆောင်နေတယ်အဲ့တော့ရှင်ပုံနာကဘယ်အရာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တော့ဆိုတော့ဓမ္မကတိကအရာမှာထင်ရှားတယ်
ရှင်နနာမထေရတောင်မှပဲသာသနာပေါင်းဝင်လာတဲ့အခါမှာရှင်ပုံနာရဲ့တရားကိုနာပြီးတော့သောတာပန်ဖြစ်တာရှင်ပုံနာဆိုတာတခြားမဟုတ်ဘူးသာသနာတော်မှာပထမဆုံးယဟန်ဖြစ်တဲ့ရှင်ကွန်းတင်ညာရဲ့တူအရင်ဖြစ်တယ်ကပိလဝမြို့ကလာတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားကိုမဖူးတွေးရခင်ကတည်းကယဟန္တာဖြစ်ပြီးတော့ကပိလဝမြို့မှာထင်ရှားတဲ့ဓမ္မဂတိကတစ်ပါးဖြစ်တယ်ပေါ့ဓမ္မဂတိကထင်ရှားတာမှတာမန်ထင်ရှားတာမဟုတ်ဘူးရှင်ပုံနာကိုအဲ့ဓမ္မနာမည်ကြီးလို့ရှင်သာရိပုတ္တရာကတောင်အလွန်တွေ့ချင်တာတခါတော့ကသုတ်တန်တစ်ခုရှိတယ်ရထဝိနိဒသုတ်တန်မှာရှိရှင်ပုံနာရှင်သာရိပုတ္တရာကအမြဲတမ်းမေးတယ်သတင်းကြားတာနဲ့စိတ်ကကြည်ညိုနေတာတရားဟောကောင်းတယ်ဆိုတာသတင်းကြားတာနဲ့ကြည်ညိုနေတရက်တော့ရှင်ပုံနာမြတ်စွာဘုရားစီရောက်လာရှင်သာရိပုတ္တရာကစောစောတည်းကမှားထားတယ်ရှင်ပုံနာရောက်လာရင်သူ့ကိုပြောကြသမှာမှားထားတော့ရှင်ပုံနာရောက်လာတဲ့အခါမှာရဟန်းတော်တစ်ပါးကသွားလျှောက်တယ်အရှင်ဘုရားအမြဲတမ်းတောင်းတနေတဲ့ရှင်ပုံနာအခုရောက်နေပြီဘုရားဆိုအားချင်းသွားပြီးတော့တွေ့တဲ့အခါမှာရှင်ပုံနာကဘုရားကိုဘုရားထံဝင်ရောက်ကြော့ပြီးတဲ့အခါမှာတောရဘက်ကိုထွက်သွားတယ်တောတဲ့ဘက်ကိုထွက်သွားတော့ရှင်သာရိပုတ္တရာကမျက်ခြေပြတ်မှဆုံးလို့နောက်ကနေလိုက်ခိုရောက်တဲ့အခါကျတော့ရှင်ပုံနာကတစ်ပင်ရဲ့အောက်မှာဝင်ပြီးတော့ထိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့နေတယ်အဲ့တော့ရှင်သာရိပုတ္တရာကဒီချိန်ပေါ့တွေ့ဖို့အချိန်မဟုတ်သေးဘူးတရားနှလုံးသွင်းပြီးတော့ဒါကပဋိသင်္လာနလို့ခေါ်တယ်တဘာရီနေတဲ့အချိန်မှာဝင်မတွေ့ရထုံးစံရှိတယ်ပဋိသင်္လာနဆိုတာအာယုံအသီးသီးပေါ်မှာစိတ်ကိုမသွားစေပဲချုပ်တီးပြီးတော့တဘာရီတရားနှလုံးသွင်းနေတဲ့အချိန်အဲ့ဒီအချိန်မှာဝင်မတွေ့ဘူးခက်လန်းလန်းကလည်းမျက်ခြေမပြတ်အောင်ထိုင်းနေလိုက်တယ်သူတရားနှလုံးသွင်းနေတယ်လို့ရှင်သာရိပုတ္တရာကလည်းအခြေအနေစောင့်ညနေခင်းရောက်တဲ့အခါကျတော့တရားနှလုံးသွင်းရာကထလာရှင်သာရိပုတ္တရာကရှင်ပုံနာအနိနာသွားပြီးတော့မိခွန်းနေမေးတာတရားနာခြင်းလို့မိခွန်းနေမေးတာမသိလို့မေးတာမဟုတ်ဘူးတရားဟောကောင်းတယ်ဆိုလို့တရားနာခြင်းလို့သွားပြီးတော့မိခွန်းနေမေးတာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရထဝိနိဒသုတ်တံဆိုတာရှိတယ်ပေါ့အဲ့လိုရှင်ပုံနာဆိုတာဟောပြောတဲ့ဘက်မှာအင်္ဂမထူးချွန်ပြောင်မြောက်တယ်ပေါ့ထူးချွန်ပြောင်မြောက်တယ်အဲ့တော့သူနဲ့အတူတကွာလမ်းလျှောက်နေကြတဲ့ယဟန်တော်တွေကလည်းဓမ္မဂတိကအရာမှာထူးချွန်ကြတဲ့ယဟန်လေးကြီးပဲမဓမ္မဝါဒနာတူရာစုကြတယ်လို့ပြောလို့လည်းရတာပေါ့နော်အရေးချင်းတူတဲ့ပုံကိုယ်တွေစုကြတာဟောနောက်အစုတစ်ခုကြည့်လိုက်မယ်ဆိုရင်ရှင်ဥပါလိရှင်ဥပါလိဆိုတာဝိနည်းအရာမှာဣတရေရတဲ့ဝိနည်းဒရဝိနည်းအကြောင်းကိုအမြဲတမ်းစဉ်းစားနေတဲ့ပုဂ္ဂိုလ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ထူးချွန်ခြင်းရင် specialize လို့ခေါ်တယ် specialize လုပ်ကိုလုပ်မလုပ်ရင်မထူးချွန်အထွေထွေသွားနေလို့ဘယ်သူမှမထူးချွန်ဘူးတစ်ခုတည်းကို specialize လုပ်တာသူကဝိနည်းနဲ့ပတ်သက်ပြီးတော့ specialize ပဲအဲ့ဒါကြောင့်မို့လို့ဝိနည်းအရာမှာထူးချွန်တယ်သူကိုယ်တိုင်ကပြောခဲ့တယ်လေဝိနယောအတယောမရှံဝိနယောဌာနစင်္ကနာဝိနေဝါတံကပိမိဝိတယောဝိနယောမမခောသောဆိုလိုတာကနော်ဝိနည်းဒီလားသူ့ရဲ့နေရာဖြစ်တယ်နော်ဝိနည်းဒီလားလဲသူရက်တဲ့နေရာသူဆင်းញံသွားတဲ့နေရာသူထိုင်တဲ့နေရာဖြစ်တယ်နော်ဝိနည်းဒီလားလဲသူ့ရဲ့ချက်စားရာဖြစ်တယ်ဒီလိုပြောခဲ့တာဆိုလိုတာကထိုင်းနေလဲဝိနည်းကြောင့်စဉ်းစားတယ်ရက်နေလဲဝိနည်းကြောင့်စဉ်းစားတယ်လျောင်းနေလဲဝိနည်းကြောင့်စဉ်းစားတယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့ဝိနည်းနဲ့ပတ်သက်ပြီးတော့ဒီထူးချွန်အောင်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့တကယ်ကိုဝိနည်းအရာမှာဣတရေရတဲ့ဝိနည်းဒရပုဂ္ဂိုလ်မြတ်ကြီးဖြစ်တယ်ဟောသူနဲ့အတူတကွာနေတဲ့ပုဂ္ဂိုလ်တွေဝိနည်းအရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်ကြီးပဲဟော
ဝီနီးပေါ်မှာလေးစားပြီးတော့ဝီနီးတရားကိုလေ့လာလှိုက်စားတဲ့ပုဂ္ဂိုလ်တွေအချင်းချင်းအဲ့ဒီဝီနီးတရားတော်ကစုပေးလိုက်တဲ့သဘောတစုတည်းစုံမိသွားကြတယ်ပေါ့ဒီလိုဆိုလို့နောက်တစ်ခါကျတော့ရှင်အာနန္ဒာလည်းပဲသူ့အစုနဲ့လမ်းလျှောက်ရှင်အာနန္ဒာဆိုတာမြတ်စွာဘုရားတရားတော်တွေဟောသမျှဓမ္မခန္ဓာပေါင်း8400တရားတွေသူနှုတ်တဲ့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိဘဟုတုတအရာမှာဣတရေယဘဟုတုတဆိုတာအများကြီးသင်ထားတယ်ဘာနဲ့သင်အောင်နားနဲ့သင်နားထောင်ထားတယ်ဒါကြောင့်မြတ်စွာဘုရားဟောသမျှတရားတွေကိုရှင်သာအရှင်အာနန္ဒာကအရာအမိဆောင်ထားလို့ခဏအထိသံဃာယနာတွေတင်းလာတဲ့ဟာရှင်အာနန္ဒာတို့ကစတင်ပြီးတော့ prefat လောက်လာတဲ့ကျမ်းစာတွေဘုရားဟောတဲ့တရားတွေပဲဖြစ်တယ်အမြဲတမ်းကျေးဇူးတင်စရာကောင်းတဲ့မထေမြတ်ပေါ့ရှင်အာနန္ဒာတို့ဒီလိုမဆောင်ခဲ့ဘူးမကျင့်မှတ်ခဲ့ဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်ဘုရားတရားတော်တွေဟာများများဆာဆာကြီးကြားနာခွင့်ရကြမှာမဟုတ်ဘူးတဲ့အခုတော့အများကြီးပဲထုတယ်အမြဲတမ်းကြီးမားတဲ့ပိဋကတ်30မိကေ9ပြဓမ္မခန္ဓာပေါင်း8400ဆိုတာဒီကနေ့ထိရရှိနေကြတာတွေ့ရှိနေကြရှင်အာနန္ဒာမထေရမြတ်ကိုယ်တိုင်ကပြောတယ်လေသူဟာ8400နဲ့က82,000ကိုမြတ်စွာဘုရားစီကတင်ယူခဲ့တာပါတဲ့ဓမ္မခန္ဓာ82,000ကိုမြတ်စွာဘုရားစီကတင်ပြီးတော့ဆန်နဲ့2000ကိုတော့ရှင်သာရိပုတ္တရာစတဲ့ယဟန်နေစီကတင်ယူခဲ့တာဒါကြောင့်မို့လို့သူ့နှုတ်ရှားမှာဓမ္မခန္ဓာပေါင်း8000လို့ပြောအဲ့တော့ဘုဒ္ဓတရားအရာမှာအမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်သူမြတ်ဖြစ်တယ်အဲ့ဒီဘုဒ္ဓတရားအရာမှာထူးချွန်တဲ့ရှင်အာနန္ဒာမထေရမြတ်နဲ့ရံပတ်ပြီးတော့နောက်ကနေလိုက်ပြီးစဉ္ညာလျှောက်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းစာပေရာမှာထူးချွန်တဲ့ဘုဒ္ဓတရားရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲဘဟုတုတရှိခြင်းတူတဲ့သဘောကသူတို့တဆူတည်းဖြစ်အောင်စုပေးလိုက်တာဂရုတစ်ခုဖြစ်သွားဒီသဘောကိုမြတ်စွာဘုရားကဓာတုသောဘိက္ခွေတတ္တတန်တန်ဒန္တိသမင်းတိจิตသားယဟန်တို့စိတ်ထက်ခြင်းအယီခြင်းဓာတ်သဘောခြင်းအားဖြင့်တတ္တဝါတွေဟာစုစည်းထားတာဖြစ်တယ်အဲ့တော့တဏှာမှာစုမိတယ်ဆိုတာဓာတ်သဘောချင်းတူမှစုလို့ရဓာတ်သဘောချင်းမတူရင်စုလို့မရဘူးလို့ဒီလိုပြောတာနော်နောက်တစ်ခါခက်လန်းလန်းမှကြည့်လိုက်မယ်ဆိုရင်ရှင်ဒေဝရသူကလည်းသူ့ခြံရံပရိသတ်နဲ့လမ်းလျှောက်နေရှင်ဒေဝရကဘာတွေတွေးနေလဲဆိုဖြတ်လန်းကနေဖျားလုပ်ဖို့စဉ်းစားနေတာသူကအဲ့ဒါကြတော့ပါပိဋ္ဌရုပ်မာတဲ့စိတ်ဆန္ဒတွေလွှမ်းမိုးနေတယ်သူ့မှာတန်ဃာတွေကိုခေါင်းဆောင်လုပ်ချင်တယ်တန်ဃာအဖွဲ့အစည်းကြီးကိုအကြီးအကဲလုပ်ချင်တယ်အဲ့ဒီအကြီးအကဲလုပ်ချင်တဲ့စိတ်ဓာတ်လူကြီးလုပ်ချင်တဲ့စိတ်ဓာတ်ကသူ့ကိုလွှမ်းမိုးပြီးတော့ထားသူနဲ့အတူလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲဟောပါပိဋ္ဌဆိုတဲ့မကောင်းတဲ့အတွေးတွေဝင်နေတဲ့မကောင်းတဲ့လူရင်ဆန္ဒတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမကောင်းတဲ့စိတ်ဆန္ဒချင်းတူရာဟာစုစည်းမိတာဖြစ်နေတယ်ဟုတ်တယ်ပေါ့တရားဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကတရားပွဲရောက်ကြတယ်ရုပ်ရှင်ဝါဒနာတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကတယ်လီဗီရှင်းရှေ့မှာရုပ်ရှင်ကြည့်ကြတယ်ဘောလုံးဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကဘောလုံးဝဲရှေ့မှာရောက်ပြီးတော့ဘောလုံးကြည့်ကြတယ်ဘီယာတို့အရက်တို့ဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကလည်းဘီယာအရက်ဆိုင်မှာစုကြတယ်ပေါ့လူဆိုတာတယောက်နဲ့တယောက်မတူဘူးပေါ့တဘာဝချင်းတူရာစုမိနေကြတယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားဟောတာအဲ့တော့ဘုန်းကြီးတို့တွေလောကလူတွေဟာဒီလိုအခြေအနေအရစုပြီးတော့နေကြတဲ့အခါမှာတို့ကိုစုမိအောင်လုပ်တဲ့ဟာကောင်းတဲ့အရာလားမကောင်းတဲ့အရာလားလို့ဆက်လက်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့အရာကတို့ကိုစုတယ်ဆိုရင်ကောင်းတာဖြစ်ဖို့ကိုကလှုပ်ဆောင်ရမယ်အမှတ်ရမြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်
တရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတရားတရားကင်းမဲ့တဲ့သူချင်းစုမိကြတယ်တဲ့အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအရှက်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်ဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးအကြောက်အလန့်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအကြောက်မလန့်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်ဘောဓုတနဲတဲ့ပုဂ္ဂိုလ်တွေကလည်းဘောဓုတနဲတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့နော်ပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာမှာပညာမဲ့တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တတိလက်လွတ်နေတတ်တဲ့ပုဂ္ဂိုလ်တွေမိမိလျော်ရော့နေတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမိမိလျော်ရော့နေတတ်တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်လို့ဟောတဘာဝတူရာစုတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီလိုဟောတယ်တရားတရားရှိတဲ့အကောင်းဘက်ကပြောမယ်ဆိုရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကလည်းတရားတရားရှိတဲ့လူနဲ့လက်တွဲမိတယ်မကောင်းမှုဒုစရိုက်ကရှက်တတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမကောင်းမှုဒုစရိုက်ကိုရှက်ရွံတဲ့ပုဂ္ဂိုလ်တွေချင်းလက်တွဲကြတယ်မကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေကလည်းမကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲလက်တွဲတယ်ဘဟုတုတရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဘဟုတုတရှိတဲ့ပုဂ္ဂိုလ်နဲ့ဆိုရင်လက်တွဲပြီးတော့ပြောမကုန်အောင်ရှိကြတယ်ပေါ့ကျိုးစားအထုံးမှုလုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်တွေကလည်းလုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြတတိကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းတတိကောင်းတဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြပြီးတော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကလည်းပညာထက်မြက်တဲ့ပုဂ္ဂိုလ်ချင်းလက်တွဲကြတယ်လို့အကောင်းဘက်ကလည်းဒီလိုလာတယ်အဲ့တော့စုံစည်းကြတဲ့အခါတိုင်းမှာတို့တွေဟာဒီနေရာစုံတာဘာနဲ့စုံတာလဲဒါဟာအရေးတကြီးစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်အကောင်းနဲ့စုံတာလားမကောင်းနဲ့စုံတာလားစုံစည်းတာတော့စုံစည်းနေကြတာဘဝမှာစုံစည်းမှုဆိုတာဖြစ်အဲ့ဒီစုံစည်းမှုတွေဟာအကောင်းနဲ့စုံတာလားမကောင်းနဲ့စုံတာလားကိုယ့်ကိုစဉ်းကျင်သုံးသပ်ဖို့လိုအပ်တယ်အရာရာမှာအမတ်တမဲ့မနေပဲနဲ့တတိတရားတန်စင်ညတရားနဲ့နေကြရအဲ့ဒါလို့မနေလို့ရှိရင်ဘဝနှိမ့်ချသွားနိုင်တယ်ဟောတိုးတက်မြင်မာလာအောင်ကိုယ့်ရဲ့အခြေအနေကိုပုံမှန်သုံးသပ်နေတတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ဆင်ញင်တုံတရားနဲ့ဆင်ញင်သုံးသပ်ရမြတ်စွာဘုရားကိုယ်တိုင်ကကထံဘုဒ္ဓသမေရတ္တိတိဝဝိတိဝတ္တံတိတိပပိစိတေနအဘိနံပစ္ဆွခိတပါမကောင်းတဲ့အညစ်အကြေးတွေကိုထုတ်ဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတနေ့တာငါဘယ်နည်းနဲ့ခုံဆုံးလာတယ်ဆိုတာဆင်ញင်သုံးသပ်ပေးရမယ်လို့ဒီလိုဟောထားတာရှိဒါလူတိုင်းလိုက်နာရမယ်ဟာတစ်ခုဖြစ်တယ်။ဒါမို့ဆိုရင်ကိုယ့်ဘဝနမောနမဲ့နေရာရောက်တယ်ဟောနမောနမဲ့နေလို့ရှိရင်တော့လူတယောက်ဟာနှိမ့်ချသွားမှာပဲအဲ့ဒါကြောင့်မို့လို့နမောနမဲ့မနေအောင်ကိုယ့်ဘဝကိုဆင်ញင်သုံးသပ်မှုလုပ်ဆင်ញင်သုံးသပ်တဲ့အခါမှာအဖြေထွက်လာမကောင်းတာနဲ့စုမိနေတယ်ဆိုရင်ကောင်းတာနဲ့စုဖို့ကြိုးစားရမကောင်းတာနဲ့ကောင်းတာဆိုတာဒီမကောင်းတဲ့သဘောတွေဆိုတာမပယ်လှန်မှုမတွန်းလှန်မှုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှအကောင်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အမြဲဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနေထားစိတ်နေသဘောထားတွေကိုဆင်ញင်သုံးသပ်နေဖို့လိုအပ်တယ်ပေါ့ငါဟာဟိနာဓိမုတ်တိကအောက်တန်းကျတဲ့အတွေးတွေအောက်တန်းကျတဲ့စိတ်ဆန္ဒတွေရှိနေတာလားကလျာဏဓိမုတ်တကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးတော့အဖြေရှာရဆင်ញင်သုံးသပ်လိုက်တာနဲ့အဖြေဆိုတာထွက်လာဟိနာဓိမုတ်တိကအောက်တန်းကျတဲ့စိတ်ဓာတ်တွေငါမှရှိနေတယ်ဆိုရင်ပြင်ရမယ်ပေါ့ဒီစိတ်ဓာတ်တွေကိုယ်တိုင်မပြင်လို့ရှိရင်ပြီးတဲ့ဘဝမှာမပြင်ရင်လူတွေဟာခေါက်ရိုးကျိုးသွားပြီးတန်တရားမှာဇယိုက်ဆိုးတွေနဲ့ပဲသွားတာဒါကတေးလေးချာချာစဉ်းစားကြည့်နော်လူဘဝမှာတရှူးရှူးတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခုတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲ
နွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုရင်တော့ကြားတို့အကောင်မလောင်တွေကြိုက်စားတဲ့ချင်းလေးတို့ဆိုတဲ့အကောင်မျိုးတွေပါဖြစ်တယ်ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားမပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်တယ်တိရစ္ဆာန်တွေကိုကြည့်အញ្ញမ်းနေတဲ့တိရစ္ဆာန်ရှိတယ်စူးစူးပူပူရန်လုတ်နေတဲ့တိရစ္ဆာန်လည်းရှိအကဲခတ်ပြီးတော့ကြည့်ရန်လုတ်တတ်တဲ့တိရစ္ဆာန်တစ်မျိုးတည်းတည်းပဲရန်လုတ်တဲ့တိရစ္ဆာန်ရှိတယ်ရန်မလုတ်တဲ့တိရစ္ဆာန်ရှိတယ်ခွေးနဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်ဟောအမှတ်တမဲ့နေရင်တော့မသိဘူးသေချာကြည့်လို့ရှိရင်ခွေးဟာကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်တာနော်သဘောမဆိုးတဲ့ခွေးကလူလိုက်ရင်အမီးနံပြီးတော့ခင်တတ်မင်တတ်တယ်ပေါ့အဲ့တော့ဒီသဘောတွေဟာရှင်ရှင်သုံးသပ်တတ်ရခွေးတောင်မှမေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာပါဘဝမှာမပြင်းဘူးဆိုလို့ရှိရင်တစ်လျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိန်နိုင်တဲ့အခါဒေါသနဲ့တည်ဆုံးသွားလို့ရှိရင်အင်တမဆင်းရဲတဲ့အပင်ငရဲကြာရောက်သွားနိုင်တာပေါ့ကိုဒေါသကကိုယ်ကိုပို့ပေးလိုက်တဲ့သဘောပေါ့ထို့တူပဲလောဘကြီးတဲ့လူနဲ့လောဘနည်းတဲ့လူကိုယ်ရှိမှရှိနိုင်ကိုယ်ကိုယ်လည်းဆင်ញင်သုံးသပ်ကြည့်ရလောဘကြီးတဲ့လူလောဘကိုမထိန်နိုင်မသိမ့်နိုင်တဲ့အခါကိုယ်ပစ္စည်းနဲ့တင်အားမရဘူးသူများပစ္စည်းကိုယူတယ်ဆိုတဲ့ပြစ်မှုတစ်ခုကျူးလွန်လို့ဒုက္ခရောက်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့မတရားတဲ့နည်းနဲ့သူများပစ္စည်းရအောင်ယူတဲ့လောဘမျိုးဖြစ်လာလို့ရှိရင်ပို့ပြီးတော့ဆိုးတာပေါ့အဲ့ဒါလို့ကိုယ့်ရဲ့ဇယိုက်တွေအကျင့်စိုးတွေကိုသိတဲ့အချိန်မှာပြင်ပေးဖို့လိုအပ်တယ်မပြင်ဘူးဆိုလို့ရှိရင်တန်လျာထဲမှာဇယိုက်ဆိုးနဲ့ခရီးသွား950ဇတ်တွေကိုကြည့်ရှင်အင်္ဂုလိမာလဘဝရဲ့ကိုလေးလာကြည့်ရှင်အင်္ဂုလိမာလဟာသူ့ဘဝဇတ်လန်းတွေမှာခက်ချမ်းချမ်းနေကြီးပဲအကုန်လုံးနော်နောက်ဆုံးဘဝမှာလည်းကြည့်ရဟန္တာဖြစ်မဲ့ဘဝတောင်မှပဲလူသားသမားကြီးဘဝနဲ့ဖြစ်ရသေးတာပဲလေဆက်ကအဲ့လိုချမ်းနေတတ်တယ်ကိုယ်ကိုယ်တိုင်တတိထားပြီးတော့မပြင်းဘူးဆိုလို့ရှိရင်စัจ jant နဲ့ဖြစ်ရမှာလောကလူတွေကလည်းစိတ်ဓာတ်ကအမျိုးမျိုးပေါ့နော်ရှုရှင်တစ်ခုရိုက်တယ်ဆိုလို့ရှိရင်ဒီလိန်နေရာကရိုက်ချင်တဲ့လူရှိတယ်လူချမ်းနေရာရိုက်ချင်တဲ့လူရှိတယ်မင်းသားနေရာရိုက်ချင်တဲ့လူရှိသူ့ဝါဒနာနဲ့သူပဲအဲ့တော့ဝါဒနာကိုကိုယ့်ကိုပြင်ပြီးတော့ကောင်းတဲ့ဘက်ကိုရောက်အောင်ကိုယ့်ကိုမလုပ်တဲ့မူလားလုပ်တဲ့နာပေါ့မှန်ကန်တဲ့ဆင်ញင်တွေဆင်ញင်သုံးသပ်မှုကိုထားပြီးတော့ကိုဟာအရှင်းမြင့်တဲ့ဘဝကိုကိုယ်တိုင်တွေးတောပြီးတော့အရှင်းမြင့်အောင်လုပ်ယူဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မဟုတ်လို့ရှိရင်ဇယိုက်ဆိုးဝါသနာဆိုးကြီးဟာနောက်ဆုံးထိအောင်ခေါက်ရိုးကျိုးပြီးတော့ပါလာတတ်တယ်ဒါကြောင့်မို့ဇယိုက်ဆိုးတွေပယ်လှန်ပြီးတော့ဇယိုက်ကောင်းတွေဖြစ်အောင်ကြိုးစားအထောက်ကြရမှာလို့ဒီသုတ်တန်တွေကဒီလိုတတိပေးထားတာဖြစ်တယ်ကောင်းတဲ့အကျင့်တွေကောင်းတဲ့အတွေးတွေကောင်းတဲ့စိတ်ဓာတ်တွေကိုယ်တဏ္ဍာမှာဝင်ရောက်ရှိနေအောင်ကြိုးစားအထောက်ကြဘဝမှာအောင်မြင်ကြီးပွားခြင်းလို့ရှိရင်ဘုရားမြတ်စွာကကောင်းမြတ်တဲ့အရည်အသွေးတွေကိုယ်တဏ္ဍာမှာရှိအောင်လုပ်ရမယ်အဲ့ဒီကောင်းမြတ်တဲ့အရည်အသွေးတွေဆိုတာဘာတွေလဲလို့ဆိုရင်တတ္တာတဲ့သီလသုဒ္ဓစာကပညာလို့ခေါ်တယ်တတ္ထာဆိုတာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားတယ်ယုံကြည်တယ်စိတ်ကြည်တယ်ဆိုတာတတ္ထာဖြစ်လာပြီဆိုရင်လူတွေဟာဘာဖြစ်လာတရားနာသွားခြင်းနဲ့ကုသိုလ်ကောင်းမှုလုပ်ခြင်းနဲ့ဘုရားရှိခိုးခြင်းနဲ့အ ਨੇ ဆုံးပရိစိတ်ခြင်းနဲ့ဘုရားပန်းလူခြင်းနဲ့ရေချမ်းနေတင်းခြင်းနဲ့ဟောစိတ်ကြီးနေပြီဆိုရင်အဲ့ဒါတွေအကုန်လုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်စိတ်ကြည်နူးလာပြီဆိုရင်ဒါနကောင်းမှုလုပ်တယ်သီလတွေစောင့်ကြည့်တယ်ကမ္မထဘာဝနာတွေအားထုတ်ဖြစ်တယ်ကောင်းတဲ့အလုပ်တွေအကုန်လုပ်တယ်ဒါတတ္တာရဲ့ဆိုတရားရှိတဲ့ပုဂ္ဂိုလ်ဆိုတာဂတနာကာမောသီလဝတ္တသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခြင်းနဲ့
Tadaman Todu Besati, Turagon Dea, Jana Jene, Deavo Dwajene, Winne, Missera, Bala. Aluyamale, Kudu Baloamale, Kubisirega, Sundo Bido, Tanagamu, Loco, Sewazan. Era, that are people la lotion, Eddie a chini muri pola to the Piora. Ero, that are she needed, Pogo Diapa. That I go Lene Ubama Beta she. Jerana Dredo, Lemma buying, call you Lumiadalo. That I'm a she was a Kudo Gamu, Bibu, Quincho Nole, that I'm a city better, Madu, Daniel, that I saw Lene to the edit. Nanta, Hato, Mahatano. That I like see the Pugu, if you watch another Pugu, shit, Rosura. Or not a good general, that peace and that I have using it rather than today. Music alone the crew, loaded Kovago, music lego, Senaji, alone the crew, Sorapale, music lego, Mire, Sai Chalime solution. I'll go a Mikali to a bogo, a Yawli Twalare, Tadu alone the crew. I'll go amid the singing about night and yon that chance of it. He alone the crew, music and each other. Eri alone load the lowe, that I see the Puguha. Tila will let 10 days or so day. The matter we batana chasing will let Jenny. Tila sound amid the sin and it today. The matter and yon that on it today look. Dilu, that I go music in Uma Peter. Yes, of Yaga, Alaugaji, amigo Pire, Kama, Logama, a Congo Osa, a Miaso Osa, Pale, Ave looked in the pocket. The Radiashi solution, Tambushi de Osa, they have 2 pints and grape chip on away. Tajamu, the Razure Osa, Pint Havi solution, Logama Shide, Yerana Along, Pint Haran, Chudo. The Rashi to Kudogamuri, loaded Bogoha, Yeranari ha, Yerana Shia, Tuares on the way. The Radiashi de Bogosima, Yerana Bisidi, Gonsure, Lotulosan. Loga Yisura, and Dama Tuchare, Bogoranga, Yerana Masubi Melu, Gosi, Yaula Tatipo, Dabiora, no? The Radiashi, we say. E Tata Shila Lushi, no, Ashila Roso Tila, Cojen Dilari Mielare, Cojen Dila Miela Bide Kama, Piahore Diari, Ujanare. Hodudare, Sibure, Uda Solomusure, Saga Lumutamusure, Saga Saga Sure, the boy Misriano Sure, Nada Tome, not Dreda, Sendare Sure, Gideago, Peshabiro, Amiadrago, Chita de Mumiata Sita the Kumebo, or Saga Leshida. Now Sojaro, Kenya, Kenya Surajano. The Bawa de Ago, Toru Miro, a man dine tea, Pina yet. Eri, a man dine tea lavi. The Bawa Toru tea lavi, so they come. Gipina Jaro, Dreda Muriule, Pesha Nine, Dreda Mukatway, Modi Musura, and Malaro. Now Soma, the Bawa Simman, Igore, Kama, Achilale. The Bawa Simman, Madide Bogua, Dreda Murine. Jenema Pulau Musore, Togari, Majakana, Jonita. Dredamu, Chibubido, Togari chair. Eri Toga, short charge and Lucian, Dredamu, Mashovane, Sholom Yahu. Eri Dredamu, short chabu yard. The Mankans are did Pina Ayachizome. Pina Shivu Luad. Eri Pinago, Blue Ya on Lower Malay Sura. Ya on loaded media. Pina Yachin Lucy, Tian Layare, Sabiri, Pashu de Layare. The Tabawa de Arigo, singing Dona Poyande, Tabawa de Arigo, Nale on, Tinyare, Minian, Shibuya, Ogaha, Riposa Loco. Ogahasura, Tinyura, Riposasura, Swinuya, Miniana. Eri Nine, Pina Yala Visui. Pina Chikamu, Pilane, Tamari Chinsen, Naku, Chia. Chinlai Lucian, Pina, a chicken on the Ku Yala Bido, Pina Chipoya, Dretao.
မိမိသင်ထားတဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေပေါ်မှာတတ္တဝါဆိုတဲ့အမြင်ပြောက်သည့်ထိအောင်ဆင်ញင်သုံးသပ်ဖို့လိုတယ်ပေါ့တတ္တဝါဆိုတာမရှိဘူးယုတ်နဲ့နံနှစ်မျိုးတည်းပဲရှိတယ်လို့မြင်လာသည့်ထိအောင်ယုတ်နဲ့နံနှစ်မျိုးသာရှိတယ်ဆိုတာထင်ထင်ရှားရှားဖြစ်လာအောင်ဒီဆင်ញင်သုံးသပ်ဖို့ဥပမာပဲကိုယ်မျက်စိနဲ့အဆင်းအရောင်မြင်စရာတစ်ခုကိုမြင်လိုက်တယ်ဆိုတဲ့အခိုက်မှာမျက်စိရဲ့မြင်စရာအာယုံရဲ့မြင်စရာအာယုံကိုသိတဲ့မြင်သိစိတ်ရဲ့ဒီတဘာဝသုံးခုပဲဆိုပါစို့မျက်စိနဲ့အဆင်းအာယုံကယုတ်တရားအဲ့ဒီယုတ်တရားနှစ်ခုပေါင်းစပ်မှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ဆိုတဲ့စက္ခုဝိညာဉ်စိတ်လေးကနံတရားဆိုဒီအခိုက်လေးမှာကြည့်လိုက်ရင်ဒီယုတ်နဲ့ဒီနံဒါပဲရှိတာပါလားလို့သိမြင်လာအောင်ဆင်ញင်သုံးသပ်ပေးတာအဲ့ဒါလို့ယုတ်နဲ့နံနှစ်မျိုးနဲ့သာရှိတယ်လို့သိလာတဲ့အခါမှာတရဝါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတဘာဝတရားတက်တက်တာရှိတယ်လို့သိလာလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်လို့ဆိုတဲ့ပညာတစ်မျိုးကိုရပြန်တာပဲပေါ့အဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့ပညာရလို့ရှိရင်ဒီပညာကမိမိရဲ့အမြင်ကိုစင်ကြယ်စေလို့ဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်အမြင်ကိုစင်ကြယ်သွားစေတတ်တယ်အမြင်မှန်သွားပြီဆိုရင်သမ္မာဒိဋ္ဌိပေါ့အမြင်မှန်သွားပြီဆိုရင်ဒီတဘာဝတရားတွေဟာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဆိုင်ရာအကြောင်းတွေရှိတယ်ဒီမြင်သိစိတ်လေးဟာငကောရှိနေတာမဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုံဆုံလိုက်လို့ဖြစ်ပေါ်လာတဲ့သဘောတရားပဲဖြစ်ပေါ်ပြီးနောက်ပျောက်ကွယ်သွားတယ်လို့အကြောင်းနဲ့ဆက်ပြီးတော့မြင်လာလို့ရှိရင်ပစ္စယပရိက္ခအကြောင်းကိုပါတွဲဖက်သိလာတဲ့ဉာဏ်တစ်မျိုးရလာပြန်တယ်အဲ့ဒီပညာရပြီဆိုလို့ရှိရင်သင်္ခါဝိတရဏဝိတ္တုတဲ့ဘာကြောင့်ဖြစ်တယ်နောက်ဖြစ်အောင်မလားဘယ်တော့ရောဖြစ်ခဲ့တာလဲဆိုတဲ့အတွေးတွေတန်တရားတွေကင်းစင်သွားလို့ယုံမှန်တန်တရားကိုကျော်လွှမ်းနိုင်ပြီးတော့စင်ကြယ်တဲ့အသိဉာဏ်တစ်ခုရလာတယ်လို့ဒီလိုဆိုတာပညာရက်တရားတဖြည်းဖြည်းတိုးတက်လာနောက်ပိုင်းကျတော့စက္ခုပတာရဆိုတာလည်းမမြဲဘူးမျက်လုံးဆိုတာလည်းမမြဲဘူးဆိုတာကိုယ့်ဟာကိုယ်ဆင်ញင်သုံးသပ်ကြည့်ငယ်တုန်းကမျက်လုံးအသက်50-60ရောက်တော့မျက်လုံးအများကြီးကွာခြားသွားပြီလေတော့အဲ့ဒါကအဝေးကြီးမို့ကွာခြားတာဒီတဲ့ကိုချင်းပြီးတော့မျက်လုံးဟာပြောင်းလဲနေတာဒါဖြစ်တယ်ပေါ့အဆင်းအာယုန်တွေကလည်းပြောင်းလဲနေတယ်မြင်သိစိတ်ဆိုတာလည်းပေါ်ပြီးတော့ပျောက်သွားတယ်မမြဲတဲ့သဘောတွေကိုဆင်ញင်သုံးသပ်မိလာလို့ရှိရင်သမထနာပညာလို့သမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒီဆင်ញင်သုံးသပ်ရတာဖြစ်ခိုက်ကလေးပစ္စုပန်တဲ့ကြည့်နိုင်လာပြီဖြစ်တဲ့အချိန်လေးမှာမြင်လိုက်တယ်ဖြစ်တဲ့အချိန်လေးမှာသိလိုက်တယ်ဆိုရင်ဉာဏ်ကြတော့ဥရိယဗျာဉာဏ်လို့ခေါ်အဲ့ဒီကနေတဆင့်တက်လာတော့အဖြစ်ကိုခရုမဆိုင်တော့ဘူးအပြက်ကိုပဲမြင်လာပြီဆိုတဲ့အခါကျတော့ဘေငါဉာဏ်မှာအနိစ္စသဘောတရားဟာဒါလမ်းဆုံးအစွမ်းကုန်တွေ့မြင်ခြင်းပဲဖြစ်တယ်ဟောအဲ့ဒီနောက်ကြတော့မိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာဒီလိုဖြစ်ပြမှုတွေနှိမ့်ဆက်နေတာမို့ကြောက်စရာကြီးပါလားလို့မြင်လာတယ်ဘုရားဉာဏ်အန္တရာယ်များလိုက်တာလို့မြင်လာတယ်အာရိနဝဉာဏ်အန္တရာယ်များလို့လွတ်မြောက်ခြင်းလာတယ်မောဟိတုကမြတ်တာဉာဏ်နော်နိဗ္ဗိဒာဉာဏ်အန္တရာယ်များတဲ့အပေါ်မှာညှင်းငွေလာတယ်အာရစရာရှားမတွေ့ဘူးညှင်းငွေလာတော့လွတ်မြောက်ခြင်းလာတယ်မောဟိတုကမြတ်လွတ်မြောက်ခြင်းတဲ့အခါမှာပြန်ပြီးတော့လွတ်ရလွတ်ကြောင်းစဉ်းစားတယ်ပဋိသင်္ခါဉာဏ်နောက်ဆုံးကြတော့သင်္ခါရတရားတွေပေါ်မှာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးတော့အမှန်ကိုရှုမြင်နိုင်တဲ့တည်ငြိမ်တဲ့အသိဉာဏ်တစ်မျိုးရလာတယ်သင်္ခါရုပ္ပခဏ်အဲ့ဒီတည်ငြိမ်တဲ့သဘောရပြီဆိုတဲ့အခါမှာနိဗ္ဗာန်ကတ်သွားပြီလို့ဒီလိုပြောတာပေါ့ပေါင်းကူတရားလေးကြော်လိုက်တာနဲ့ဟိုဘက်ကျတော့နိဗ္ဗာန်ရောက်တယ်အနုလောမဉာဏ်လို့ဆိုတဲ့ချင်းကလန်းလေးကိုရောက်သွားလို့ရှိရင်ဟိုဘက်ကျတော့ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တဲ့အစစ်အစစ်ဖယ်ရှားပြစ်နိုင်တဲ့မက်လေးပါဖို့လေးပါ၄ချိန်မက်လေးပါ၄ချိန်ဖို့လေးပါ၄ချိန်ကြပြီးတော့ကိလေသာအာသောတွေလုံးဝတန့်စင်ပြစ်နိုင်တဲ့ပညာမျိုးတဲ့အဲ့ဒီပညာမျိုးကတော့အစွမ်းထက်ဆုံးပညာမျိုးပဲလို့ဒီလိုပြောတာနော်အဲ့ဒီရမှလမ်းဆုံးတယ်ပေါ့ဒါကြောင့်မို့တရားတရားရှိဖို့လိုတယ်ဒီလားရှိဖို့လိုတယ်သုတဆိုတဲ့အကြောင်းမြင်ဘောသုတတွေရှိဖို့လိုတယ်
စာကဆိုတဲ့စွန့်လွတ်နိုင်မှုတွေရှိဖို့ပညာလို့ဆိုတဲ့ဝိပဿနာပညာတွေရှိဖို့လိုတယ်လူဘဝရလာတဲ့အားတွေမိမိတဏ္ဍာမှာမရှိလို့ဖို့ရှိပြီးရင်တိုးတက်မြင့်မားလာအောင်ကြိုးစားအထောက်ဖို့ဆိုတာကိုအခုဒီမြတ်စွာဘုရားဟောတဲ့သတ္တဝါတွေနဲ့တတ္တဝါတွေဟာနှိမ့်နှောမိကြတယ်ဆိုတာဒီသုတ်တံကိုနာယူမှတ်သားကြပြီးတဲ့အခါမှာဒုတဏ္ဍာမှာအရေးအကြီးဆုံးကောင်းမြတ်တဲ့သဘာဝတွေရှိပြီးတော့တန်တရားထဲမှာလည်းပဲကောင်းမြတ်တဲ့ဝါဒနာတွေကောင်းမြတ်တဲ့စိတ်ဆန္ဒတွေနဲ့တဦးနဲ့တဦးဆုံညတွေးကြတဲ့အခါမှာကောင်းမြတ်တဲ့အလုပ်နဲ့ကောင်းတဲ့နေရာမှာကောင်းတဲ့စိတ်တွေသဘောထားတွေကစုပေးလို့စုမိကြတဲ့ပုဂ္ဂိုလ်မျိုးတွေသာဖြစ်ပြီးနောက်ဆုံးမှာဒီစုမိခြင်းကနေပြီးတော့အမြင့်ဆုံးဖြစ်တဲ့ဝိပဿနာပညာလက်ပညာဖို့ပညာရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်မကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲကောင်းမကောင်းကိုဘာနဲ့တိုင်းတာကြရမလဲဒါကိုသိရှိနားလည်ဖို့လိုအပ်တယ်ကောင်းမကောင်းကိုကြိုက်မကြိုက်နဲ့တိုင်းလို့မရဘူးကောင်းမကောင်းဆိုတာကြိုက်မကြိုက်နဲ့သွားတိုင်းမယ်ဆိုလို့ရှိရင်ကိုမကြိုက်ရင်မကောင်းဘူးကိုကြိုက်ရင်ကောင်းတယ်လို့လူလောကမှာကြိုက်ကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ကောင်းမကောင်းဆိုတာတွေလည်းအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဒီနေရာမှာကောင်းမကောင်းဆိုတာစံတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့နားလည်ကြရအောင်မြန်မာစကားထဲမှာကောင်းမှုမကောင်းမှုဆိုတာရဲ့ကောင်းမှုဆိုတာရဲ့ထည့်သွင်းပြီးတော့ပြောတယ်အဲ့ပြောတဲ့မှာနောက်ထပ်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုကဘာလို့ဆိုရင်မကောင်းမှုအကုသိုလ်ကောင်းမှုကုသိုလ်ဟောဒီလိုပြောကြတယ်ပေါ့မြန်မာလူမျိုးတွေကကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါမှာနာမည်တွေဖော်ပြပြီးနောက်ဆုံးမှမိသားစုကောင်းမှုဆိုတာလေးတွေရေးလေးရှိကြတယ်ပေါ့အဲ့တော့ကောင်းမှုဆိုတာဘာတွေကိုရည်ညွှန်းထားတာတော့ဆိုလို့ရှိရင်များသောအားဖြင့်မြန်မာပြည်မှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလှူဒါန်းတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုနဲ့ထိုးကြတယ်ဘုရားတဆောင်ကျောင်းကန်လေးသွားပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိမ့်မယ်အဲဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်သို့တော့မကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလားတွေ့ပါဗျာအဲ့ဒါဆိုလို့ရှိရင်မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ဒီလိုယူဆရမလားဘယ်လိုပုံများမယ်ထင်နော်ဒါပြင်မကောင်းမှုကိုဆိုင်းဘုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကျောင်းကနေမကဘူးနော်အဲ့တော့ကောင်းမှုဆိုင်းဘုတ်ကဘုရားကျောင်းကနေသာရှိတာမကောင်းမှုဆိုင်းဘုတ်ထိုးမယ်ဆိုရင်တော်တော်ကြည်ပြန့်ပြန့်ရှိတဲ့သဘောရှိတယ်ပေါ့ဒီလောကမှာအခုမြန်မာလူမျိုးတွေကုသိုလ်ကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသိုလ်ကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုနဲ့ဖော်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမျှဝေတဲ့သဘောပဲအမျှဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညာကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တာပတ္တိဌာနနဲ့ပတ္တာနုမောဒနာဆိုတဲ့ပုံညာကိရိယာဝတ္ထု2မျိုးရှိတယ်ပတ္တိဌာနဆိုတာပတ္တိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလို့တာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရအယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပတ္တိလို့ခေါ်တယ်အဲ့ဒီပတ္တိမိမိထာမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနမျှဝေပြီးတော့ပေးတယ်မျှဝေပေးဖို့ရာအတွက်ဆိုင်းဘုတ်တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှင်းကတော့ကောင်းမှုတွေရပ်မထားဘူးဗာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော်ဆိုတာလေးထည့်တယ်အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော်သိမ့်မပါဘူးမပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုးထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ်တုတာတို့ခေါ်စေတော်ဆိုတာလေးရေးထည့်ထားလို့ရှင်ပ
ฏิฐานะကုသိုလ်ပေါ့အဲ့ဒီဆိုင်မုတ်လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုသိုလ်ရမှာမဟုတ်ဘူးသူများလှူထားတဲ့ဆိုင်မုတ်ကလေးတွေဖတ်ပြီးတော့တာရုကုသိုလ်ကောင်းမှုတွေပြုကြတယ်သူတို့လှုပ်ထားတဲ့ကုသိုလ်တွေအလုံးတာရုခေါ်ပါရဲဆိုရင်ဖျားဖူးရင်ကုသိုလ်တွေအများကြီးရနိုင်တယ်ပေါ့ဒီတိုင်းသွားလို့ကတော့မရဘူးเนาะကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒါကြောင့်မို့ဒါလေးလည်းသတိထားဖို့ပေါ့မြန်မာပြည်မှာဘုရားဘူးသွားကြတယ်ဘုရားကျောင်းကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်မိဖို့အရေးကြီးတယ်ပေါ့အဲ့ဒါလို့ခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တာနုမောဒနာကုသိုလ်လို့ခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညာကရိယာဝတ္ထု10ပါးထဲမှာပတ္တနုမောဒနာကုသိုလ်ဖြစ်တခုအနေနဲ့ရည်တွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့သောကုသိုလ်ကတော့ရသွားတာရမှမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပေါ့ပြိတ္တာဘုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလို့တာရုခေါ်ရင်တော့အမတန်မှထူးခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်စားရမယ်တောက်ရမယ်ဖြစ်နေတဲ့ကံမကောင်းအကြောင်းမလားလို့ပိဋ္ဌာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ခုခေတ်ဆိုရင်တော့တစေတို့တရေတို့ပေါ့နော်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့သူတို့တာရုခေါ်လိုက်ပြီဆိုလို့ရှိရင်သူတို့ရဲ့အယုတ်ဆိုးအကြီးတန်းနေတဲ့အယုတ်ဟာနတ်သားနတ်သမီးကိုလိုချောမောလှပသွားဝိဇ္ဇာမရှိတဲ့ခန္ဓာကိုယ်မှာနဝတ္တန်စာရိရသွားနေစရာမရှိလို့ဟိုအမိုက်ပုံနာကတ်ဒီအမိုက်ပုံနာကဟိုခြုံညာတို့ဒီခြုံညာတို့နေရတာနေပုံမိမ့်မှန်နေနဲ့ရသွားတာရုခေါ်လဲရလို့ရှိရင်အဲ့လိုပြောင်းလဲမှုတွေရှိတယ်ဒါတွေကိုလူတွေကမမြင်နိုင်ဘူးပေါ့နော်ဒါတွေမမြင်နိုင်ဘူးတကယ်တော့သူတို့ဘဝတချို့ကျွတ်သွားတယ်လို့ပြောတာသေသွားတာမဟုတ်ဘူးကျွတ်သွားတယ်ဆိုတာဆင်းရဲဒုက္ခကနေလွတ်သွားပြီးတော့သူ့ရဲ့ဘဝအခြေအနေတိုးတက်သွားတာကိုပြောတာသာဓုခေါ်လိုက်ရရင်သာဓုခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါတိုးတက်ကြီးပွားသွားတာဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ထီထိုးလိုက်တဲ့ပုဂ္ဂိုလ်တယောက်စူကြီးပေါက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထီပုတ်တဲ့စီကနေပြီးတော့ရေဝဲတယ်ချမ်းဝဲတယ်တိုက်တယ်ကားစိတ်နိုင်တယ်ဘဝစားတွေဝတ်တယ်ဆိုတော့ရုပ်ဆိုးကြည်တန်နေတဲ့လူပင်ဖြစ်စေကမူတင်းအောင်တင်းနေလူရဲ့အမြင်ထဲမှာလှပလာတာအဲ့ဒါလိုပဲတာရုခေါ်လိုက်လို့ရှိရင်တော့ကျိတ်တာပုံကကျိတ်တာတွေဟာအမှန်တမ်းတိုးတက်ပြီးတော့သွားကြတယ်နဝတ္တဇာရိယလို့တိုးတက်ကြီးပွားသွားကြတယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာသို့မဟုတ်ကောင်းမှုနဲ့မကောင်းမှုဆိုတာအမှန်တမ်းကွာခြားတယ်မကောင်းမှုတွေရှိနေသည့်အတွက်ကြောင့်မကောင်းမှုရဲ့အကျိုးကိုခံစားနေရတဲ့အချိန်မှာစိတ်ဓာတ်ဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာစားစရာလည်းမပြည့်စုံဘူးဝတ်စရာလည်းမပြည့်စုံဘူးနေစရာလည်းမရှိဘူးတာရုခေါ်လိုက်လို့ပတ္တနုဝရဏကုသိုလ်ပြုခွင့်ရလို့တာရုလည်းဝမ်းမြောက်ဝမ်းသာခေါ်လိုက်သည့်ချမ်းမဲ့မှာပဲသူတို့ဘဝကြီးဟာအကြီးကျယ်တိုးတက်ပြောင်းလဲသွားချမ်းသာဒုက္ခတွေရသွားတယ်ဒီလိုဆုံးလို့တာနော်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တိရောကုဋ္ဌသုတ်ဆိုတာကိုကြည့်
ဒီတော့ဂုတ်တတုတ်မှာမြတ်စွာဘုရားကဥပမာနဲ့ဟောထားတယ်ဩနမေဥဒကံဝုဋ္ဌံယထာနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနံဥပကဝတိကုန်းမြင့်မော်ရွာချလိုက်တဲ့ရေတွေဟာနေရာကိုဒလဟောစီးဆင်းသွားတယ်လို့ပဲတဲ့ဒီကနေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရည်စူးပြီးအမြတ်တမ်းပေးဝေလိုက်လို့ဟိုကတာရုခေါ်လိုက်တာနဲ့တပြိုင်တည်းသူတို့စီကုသိုလ်တွေတလုံးတဝါဒီအပြည့်စုံရောက်သွားတယ်လို့ချက်ချင်းရောက်သွားဒါကြောင့်မို့လို့ဒီနေ့ဘုန်းကြီးတို့တွေမကောင်းမှုနဲ့ကောင်းမှုကိုရှေးဥစွာမှတ်သားကြရမယ်မကောင်းမှုကိုရှောင်ရှားပြီးတော့ကောင်းမှုကိုပြည့်စုံအောင်လှုပ်ဆောင်ကြရမယ်ဒါမြတ်စွာဘုရားတိုင်းဟောတဲ့အခြေခံတရားတစ်ခုပဲကဲမကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲဆိုတာကြည့်အောင်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာမကောင်းမှုဆိုတဲ့စကားလုံးကိုအတာထုလို့တစ်ခါသုံးတယ်တခါပါပလို့လည်းသုံးတယ်အကုသလလို့လည်းသုံးတယ်အပုံညလို့လည်းသုံးတယ်မကောင်းမှုတွေလူလောကမှာဒီစကားလုံးတွေကိုသုံးပြီးတော့မကောင်းကျိုးကိုဖြစ်စေတတ်တဲ့မကောင်းမှုတွေကိုဖော်ပြကိုမကြိုက်လို့မကောင်းတာမဟုတ်ဘူးတဘာဝကောမကောင်းတာအဲ့တော့မကောင်းတဲ့အချက်ဆိုတာရှုထောင့်နဲ့ကြည့်ရမှာဘာဖြစ်လို့မကောင်းမှုလို့ပြောရတော့ဆိုတော့ဒေသနာတော်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်နတံကမ္မံကတံတာထုတဲ့ဒီမှုကမကောင်းဘူးတဲ့ဘာဖြစ်လို့မကောင်းတော့ဆိုရင်ယံကတ္တဝအနုတ္တပတ္တိလုတ်ပြီးလို့ရှင်စင်စစ်မပြတ်ပူပန်စေတတ်တယ်ကိုလုတ်တဲ့အလုပ်ပေါ်မှာလုံးမိသွားပြီးတဲ့နောက်မှာစိတ်ဆင်းရဲမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်ဟာမကောင်းတဲ့အလုပ်လို့မကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့လူတိုင်းဟာမလုပ်တဲ့အလုပ်ကိုလုံးမိသွားပြီဆိုရင်စိတ်ဆင်းရဲမှုကိုကြုံစေတတ်တယ်ပေါ့ဒါကြောင့်မို့လို့မကောင်းမှုဆိုတာလုပ်ပြီးစိတ်ဆင်းရဲစေတတ်တဲ့အမှုမျိုးလို့ဒါလူတကာနားလည်အောင်မြတ်စွာဘုရားပြောဟောတာနောက်တစ်ခုကဘာတော့ဆိုယတအတုမုခောရောဒံဝိပါကံပฏิသေဝတိကိုလုပ်တဲ့မကောင်းမှုရဲ့အကျိုးကိုခံစားရတဲ့အခါမှာတငုံငုံတယူယူနဲ့စိတ်မိတ်ပြီးတော့စိတ်ဆင်းရဲစွာခံစားရတယ်တဲ့ဟောဒီနှစ်ချက်နဲ့သတ်မှတ်ပြတာလုပ်ပြီးရင်လည်းပူပန်စေတတ်တယ်အကျိုးပေါ်လာတဲ့အခါမှာလည်းပဲငုံငုံယူယူနဲ့စိတ်မိတ်ပြီးတော့ခံရတယ်ဆိုတဲ့အလုပ်မျိုးဟာမကောင်းဘူးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီအမှုမျိုးဟာမကောင်းဘူးတဲ့ဒါကဒီရှုထောင့်ကနေတစ်ခါကြည့်တာနောက်တစ်ခုပါပဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်မကောင်းမှုဆိုတာဘာလဲဒုက္ကတိပါပေတိတိပါပံအဲ့ဒီအလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဒုက္ခရောက်တဲ့ဘက်ကိုပို့ဆောင်ပေးတတ်တယ်တဲ့ဒုက္ခရောက်စေတတ်တယ်ဆိုတော့ရာဇဝမှုတစ်ခုပါဏာတိပါဒပဲဖြစ်ဖြစ်အရိဏဒါနပဲဖြစ်ဖြစ်လူတယောက်ဟာလူသားမှုကိုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာသို့မဟုတ်သူများဥစ္စာကိုခိုးယူလူရဲမှုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာအဲ့ဒီအချိန်ကနေစပြီးတော့သူဟာအိတ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားအနေထားမျိုးဖြစ်သွားအဖန်စီခံရရမယ်ဆိုရင်နောက်ထပ်အကုသိုလ်တွေကဒုက္ခတွေကအမျိုးစုံလိုက်လာဒါလောကမှာတင်ခံရတာပဲကြည့်လေလောကမှာလည်းပဲအဖန်စီခံရမယ်အရိုက်နဲ့ခံရမယ်အချုပ်ထောင်ခံရမယ်ဟောမကောင်းမှုဆိုတဲ့အတိပ္ပယ်ကအဲ့ဒါပါပဆိုတဲ့အတိပ္ပယ်ပါပဆိုတာဒုက္ကတိပါပေတိတိပါပံအဲ့ဒီလိုအခြေအနေစိုးတစ်ခုကိုတွန်းပို့တဲ့အလုပ်မျိုးမှန်သမျှပါပလို့ပြောတာ
ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီလိုအခြေအနေဆိုရောက်သွားကြအကြောင်းမရှိဘူးလေအခြေအနေဆိုတစ်ခုရောက်သွားတယ်ဆိုတဲ့ကမဟုတ်တာလုပ်တဲ့မလုပ်တဲ့နာကိုလုပ်လို့ဒီလိုအခြေအနေဆိုတစ်ခုရောက်သွားတာဒါကြောင့်မို့ပါပဆိုတဲ့အဓိပ္ပာယ်ကအခြေအနေဆိုတစ်ခုတွန်းပို့တာဒါဒီဘဝမှာအခြေအနေဆိုတစ်ခုတွန်းပို့လိုက်တယ်လို့နောက်တန်တရားဘဝဒုတိယဘဝမှာဘာတွေပို့နိုင်တော့ဆိုရင်တရိစ္ဆာန်ဘဝကိုရောက်အောင်ပို့လိုက်မယ်ပြိတ္တာဘဝကိုရောက်အောင်ပို့လိုက်မယ်ငရဲကြတော့အောင်ပို့လိုက်မယ်အားလုံးအခြေအနေဆိုးတွေကြီးပဲငရဲမှာဆိုရင်အလွန်ကြီးကျယ်တယ်ငရဲဒုက္ခအမှန်တမ်းကြီးတယ်လို့ရသော်ဗျာဟောတာငရဲဒုက္ခဘယ်လောက်ကြီးသလဲလို့မေးမယ်ဆိုလို့ရှိရင်ငရဲဒုက္ခရဲ့ကြီးပုံကိုမြတ်စွာဘုရားဥပမာနဲ့ပဲဟောထားတာရှိတယ်ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်တော့ငရဲဒုက္ခရဲ့ကြီးပုံကိုမြတ်စွာဘုရားဥပမာပေးထားတယ်ရာဇောသားတစ်ယောက်ကိုအမိန့်ချမှတ်တယ်တဲ့မနေ့ပိုင်းမှာဒီကောင်ကိုပြစ်ထန်ခတ်တဲ့အနေနဲ့လှန်နဲ့အချက်တရာထိုးဆိုပြီးတော့အမိန့်ချမှတ်ကဲစဉ်းစားကြည့်တစ်ချက်တည်းမနာလာပေဘူးလားနာလာပါဗျာအဲ့ဒါအချက်တရာပြည့်အောင်ထိုးမယ်သို့မဟုတ်အချက်300ပြည့်အောင်ထိုးကဲမနေ့မှာအချက်300ပြည့်အောင်ထိုးမယ်မသေးသေးဘူးတဲ့နေ့လေကြတော့ထပ်ထိုးအချက်300မသေးသေးဘူးညနေကြတော့အချက်300ထပ်ထိုးလမ်းနဲ့ထိုးတာနော်အနဲ့ထိုးတာတော့မခံနိုင်ဘူးကြည့်အဲ့ဒါလို့အချက်300နဲ့ဒီလိုအထိုးခံရတဲ့လူရဲ့ဒုက္ခနဲ့ငရဲဒုက္ခနဲ့နှိုင်းယှဉ်ကြည့်ပါတဲ့အမှန်တမ်းဆင်းရဲဒုက္ခရောက်မယ်အဲ့ဒီလှန်နဲ့အထိုးခံရတဲ့ဒုက္ခတွေပူကြီးသေးတယ်တဲ့ငရဲဒုက္ခဒီလိုဆိုလိုတာနော်မှန်ပါပါဗျာအဲ့တော့ငရဲဆိုတာမရောက်ဘူးတာတော့မဟုတ်ဘူးလူတွေမှာပြောကြတာလေမေ့ပင်အောက်ရောက်ရင်မေ့တယ်ဆိုတာလူတွေမှာမေ့ထတဲ့သဘောရှိတဲ့အခါကျမမှတ်မိသည့်အတွက်ကြောင့်မေ့သွားလို့ဒီလိုမေ့သွားအောင်ကလည်းပဲအဝိဇ္ဇာကလွှမ်းမိုးတယ်တဏှာနှောင်ကြိုးကနေပြီးတော့ချီနှောင်ထားတယ်အဝိဇ္ဇာကအမှောင်ချပြီးတော့တဏှာရဲ့သွေးဆောင်ဖြာရောက်မှုကြောင့်အဆိုးကိုကောင်းထင်အဆိုးတွေကိုကောင်းထင်ပြီးတော့လောကကြီးကိုပျော်စရာလို့မြင်လာမိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကလွှမ်းမိုးပြီးတော့ထားတယ်အဲ့တော့ငရဲဒုက္ခဆိုတာအလောက်ထိအောင်ကြောက်စရာကောင်းတယ်လို့မြတ်စွာဘုရားဥပမာနဲ့ဟောတာအဲ့တော့အကုသိုလ်မကောင်းတဲ့အမှုကိုပြုလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒါလို့အခြေအနေဆိုးကိုတွန်းပို့ကဲကိုမြင်ရတဲ့ဒုက္ခလေးတွေပဲစဉ်းစားကြည့်အားလုံးမြင်မှုတွေ့ဘူးလိမ့်မယ်ကိုယ့်ကိုစာနာပြီးတော့ကိုချင်းစာတရားနဲ့စိတ်ထဲမှာဝင်စားကြည့်လူတွေနဲ့အနီးဆုံးဖြစ်တဲ့ဖြက်ကလေးတွေဝက်ကလေးတွေရဲ့ဘဝကိုစာနာကြည့်စမ်းပါဖြက်ကလေးတွေဆိုခြေထောက်တွေတုပ်ချင်းနဲ့ထက်ခုချင်းနဲ့တော့မထက်ဘူးတွဲလောင်းဆွဲပြီးတော့မော်တော်ဆိုင်ကနောက်ကဆွဲသွားတာတို့စပိန်နောက်ကတင်သွားတာတို့မြင်မှုကြပါလိမ့်မယ်အဲ့ဒီဒုက္ခကိုကဲကိုယ့်ကိုခံစားကြည့်စမ်းခြေထောက်တစ်ဖက်တုပ်ပြီးတော့မော်တော်ဆိုင်ကနောက်ကနေပြီးတော့များတင်သွားရင်ဘယ်လိုခံရမလဲအင်မတန်မှကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပဲကြက်ကလေးတွေကငှက်ကလေးတွေတိရစ္ဆာန်လေးတွေဟာဒီလိုလူတွေရဲ့အနိုင်ကျင့်မှုကိုခံရတာဆိုတာဘာကြောင့်လဲသူတို့ကိုပါပလို့ဆိုတယ်သူတို့လုပ်ခဲ့တဲ့အကုသိုလ်ကဒီဘဝရောက်အောင်တွန်းပို့လိုက်တာတွန်းပို့လိုက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်လေးရောက်မှတော့ဘယ်သူကလာပြီးတော့အကာအကွယ်ပေးတော့ဘယ်သူမှမပေးဘူးတဲ့အဲ့ဒါတွေကိုလူဖြစ်နေတဲ့အချိန်မှာစဉ်းစားဖို့လိုတယ်စဉ်းစားပြီးတော့အဲ့ဒီဘဝမျိုးမရောက်ဒီဘဝမျိုးကိုရောက်တဲ့အလုပ်ကိုလုပ်ရင်ရောက်သွားမှာပဲပါပဆိုတဲ့အကုသိုလ်တွေမိမိတို့ရဲ့တဏ္ဍာမှာဖြစ်မဲ့ဆိုရင်ဒီဘဝမျိုးရောက်မှာပဲမရောက်ဘဲမနေဘူးသူကပို့တာအဲ့တော့ဒီလမ်းကြောင်းပေါ်လျှောက်ရင်ဒီစခန်းရောက်မှာပဲဒါသိကြတယ်ဟို
တန်လင်းမျိုးဘက်ကနေပြီးတော့6တန်းပဲလာတဲ့လမ်းကြောင်းအတိုင်းရှောက်လာလို့ရှင်မရောက်ပေဘူးလားရောက်ပါပါဒီလမ်းကြောင်းပေါ်ရောက်နေတာကိုတလန်းပြီးတလန်းကုန်းကြောင်းရှောက်လာခဲ့အချိန်တန်တော့ရောက်လာမှာပဲကားနဲ့စီးလိုက်ဒီလမ်းပေါ်မှာမောင်းလိုက်ဒီရောက်လာမှာမရောက်ဘဲမနေအဲ့ဒါလိုပဲပါပလို့ဆိုတဲ့အကုသိုလ်တရားတွေကိုလှုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပါပကဘယ်ကိုပို့နေတာတုံးဆိုခြေနေဆိုးရှိတဲ့အစီကိုပို့ပေးတာဒါကြောင့်မို့လို့ပါပမကောင်းမှုဆိုတာပါပပဲဟောတောင်းတစ်ခုမကောင်းမှုကိုအကုသလအကုသိုလ်လို့ခေါ်တယ်ဗမာတွေကအဓိပ္ပာယ်ကိုဒီအကုသလရဲ့အဓိပ္ပာယ်ကိုမဖွင့်ဆိုတော့ပဲနဲ့အကုသလကိုအကုသိုလ်လို့ပဲဒီလိုပဲပြန်လိုက်ကြသို့သောစကလုံးကပြတဲ့အဓိပ္ပာယ်ကိုသိတဲ့နဲ့ပေါ့စကလုံးကပြတဲ့အဓိပ္ပာယ်ကအကုသလဆိုတာကုသလဆိုတဲ့ပုဂ္ဂိုလ်အရင်နားလည်အောင်လုပ်အောင်ကုသလဆိုတာကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြစ်နိုင်တဲ့အကောင်းတရားကိုကုသလကုသိုလ်လို့ခေါ်တယ်အဆိုးတရားတွေကိုဖယ်ရှားနိုင်တယ်အဆိုးတရားတွေကဘယ်မှာရှိလဲဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာရှိတယ်အဲ့ဒီအဆိုးတရားတွေကဘာတွေလဲလို့ဆိုရင်ပစ္စည်းဘောဖြစ်ဖြစ်တတ္တဝါဘောဖြစ်ဖြစ်သက်မဲ့ဘောဖြစ်ဖြစ်သက်ရှိဘောဖြစ်ဖြစ်လူချင်းမှုတွေ့တာမှုဆိုတဲ့လောဘမုန်းတီးမှုဆိုတဲ့ဒေါသအမှန်မသိမှုဆိုတဲ့မောဟကိုယ်အထင်ကိုကြည့်ပြီးတော့သူများကိုအထင်သေးမှုဆိုတဲ့မာနသူများကြည်ပွားတာကိုမနာလို့မရှုစိတ်ဖြစ်ပြီးတော့ပျက်စီးကြောင်းလုပ်တယ်ဆိုတဲ့အိတ်သာမိမိကိုယ်တိုင်သာကြည်ပွားလို့ပြီးသူများကိုမကြည်ပွားစေခြင်းနဲ့စိတ်ယုံမှာဟောအဲ့ဒီသဘာဝတရားတွေဟာအဆိုးတရားတွေပဲအဲ့ဒီအဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တာကတော့ကုသိုလ်တရားဖြစ်တယ်အဲ့ဒီကုသိုလ်တရားရဲ့ဆန့်ကျင်ဘက်ဆိုတာ negative အဓိပ္ပာယ်နဲ့ဆန့်ကျင်ဘက်အဲ့ဒီအဆိုးတရားတွေကိုဆန့်ကျင်ပြီးတော့ဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတဲ့တရားနော်အဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်လို့ကုသိုလ်လို့ခေါ်တာအဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်ဘက်တွေကြတော့အကုသိုလ်လို့ခေါ်တယ်အဲ့တော့အပြန်အားဖြင့်နားလည်ရမှာကကုသိုလ်ကကောင်းကျိုးချမ်းသာတွေကိုပေးတယ်အကုသိုလ်ကြတော့သူနဲ့ဆန့်ကျင်ဘက်ဒုက္ခပေးတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့မကောင်းမှုရဲ့တယုတ်တရံဟာမကောင်းမှုကိုပါပလို့လည်းခေါ်တယ်အကုသလလို့လည်းခေါ်တယ်အတာထုလို့လည်းခေါ်တယ်အဲ့ဒါတွေဟာမကောင်းမှုဆိုတာတူတူပဲရှုထောင့်တစ်ခုစီကနေနာမည်ပေးထားတာအဲ့ဒီမကောင်းမှုမျိုးတွေကိုရှောင်နိုင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့မှာသုတ်တန်တစ်ခုကမြတ်စွာဘုရားဟောတယ်အကုသလံဘိက္ခဝေပစေထစိတ္တယံတို့အကုသိုလ်ကိုဖယ်ရှားပြစ်ကြစွန့်ပယ်လိုက်ကြအတုကုသိုလ်ကိုစွန့်ပယ်ခိုင်းတာဆိုတာဘယ်ဟာကိုဖယ်ရှားခိုင်းတာတော့ဆိုရင်ခုနပြောခဲ့တယ်လောဘဆိုတာဖယ်ရှားပြစ်ကြလောဘဆိုတဲ့သဘောတရားဟာလူတွေကတော့ထင်တယ်လူပဲလောဘတော့ရှိမှာပဲလို့ဒီလိုထင်ကောင်းထင်လေသို့တော့လောဘလူကိုဒုက္ခပေးနိုင်တယ်ကိုပစ္စည်းကိုလိုချင်တယ်ကိုမိသားစုကိုတန်ရောစဉ်ဖြစ်တယ်အဲ့ဒီလောဘကဘယ်လိုမကောင်းကျိုးပေးတော့ဆိုလို့ရှိရင်လောဘရှိတဲ့အတွက်ဘာဖြစ်ရတော့ဆိုစိတ်ပူရတယ်ပေါ့တောကဆိုတဲ့အကျိုးကိုထုတ်လုပ်တယ်တွေ့တာမှုရှိတဲ့နေရာမှာတောကဆိုတာလာတာလေကိုမတွေ့တဲ့နေရာဆိုဘယ်သူမှမပူဘူးကိုမသိတဲ့လူအတွက်များပူတာရှိသေးလားရှိပါဘူးကိုပစ္စည်းကိုမိသားစုကိုယ်တိုင်ဆိုလို့ရှိရင်လူတွေကစိတ်ပူကြတယ်လေကိုလည်းစိတ်ပူတာပဲတစုံတစ်ခုဖြစ်တော့မယ်ဆိုရင်မဟုတ်တာဖြစ်တော့မယ်မဖြစ်ချင်တာဖြစ်တော့မယ်ဆိုစိတ်ပူတယ်ဖြစ်သွားရင်လည်းစိတ်ပူတယ်မိသားစုတွေမဟုတ်တာဖြစ်မယ်တစုံတစ်ခုယောဂဖြစ်မယ်ဆိုစိတ်ပူတယ်အလုံးဟာအခြေအနေကောင်းနေမှာမကောင်းရင်စိတ်ပူစရာတွေဖြစ်လာသို့တော့ကိုမသိတဲ့လူတွေအတွက်စိတ်ပူတာဆိုတာမရှိဘူးလေ
ကိုမပိုင်တဲ့ပစ္စည်းဥစ္စာအတွက်လည်းစိတ်ပူတာမရှိဘူးကိုပိုင်တာဆိုလို့ရှိရင်တဲပုတ်ကလေးပဲဖြစ်ဖြစ်စိတ်ပူမှာပဲကိုမပိုင်ဘူးဆိုရင်တိုက်ကြီးအတွက်လည်းစိတ်မပူဘူးဘာဖြစ်လို့တော့ဆိုလောဘရှိတဲ့နေရာမှာတောကဆိုတာလာတာတဲ့တဏှာရှိမှတောကဆိုတာလာတာတဏှာမရှိရင်တောကမလာဘူးအဲ့ဒီကလေးကလောဘရှိတာကောင်းလားမကောင်းလားတဏှာရှိတာကောင်းလားမကောင်းလားဆိုဒီဘဝနဲ့မကောင်းဘူးဆိုတာထင်ရှားတယ်လေအ ਨੇ ဆုံးစိတ်ပူစေတယ်အဲ့ဒီလောဘဟာမိပြလို့ပဲမထိန်ချုပ်ဘူးဆိုလို့ရှိရင်ကိုယ်ပစ္စည်းလိုချင်တဲ့လောဘကနေပြီးတော့သူများပစ္စည်းပါလိုချင်တဲ့လောဘဖြစ်လာအဲ့ဒီခါကျရင်ရာဇဝမှုကိုကျူးလွန်တယ်ရာဇဝမှုတစ်ခုကျူးလွန်လာပြီဆိုရင်ပို့ပြီးတော့ဆိုးရတဲ့အခြေအနေတစ်ခုဖန်တီးသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ခုနကတာမန်အခြေအနေကတောကကိုဖြစ်ပွားစေပြီးတော့အမှန်တရားပြင်းထန်လာလို့ရှိရင်တော့သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်အောင်လုပ်မှုဆိုတာနဲ့ခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေလောကမှာဖြစ်ပေါ်နေတာလောဘရဲ့လက်သည်တွေပဲမဟုတ်လားသူ့ရဲ့လက်ချက်တွေလေလောဘမရှိဘူးဆိုရင်ဒီလူတွေကလူရဲတိုက်ခိုက်တယ်ဆိုတာလုပ်ပါမလုပ်ဘူးဒါကြောင့်မို့လို့လောကမှာရာဇဝမှုတွေဖြစ်နေတာဆိုတာဒီလောဘကြောင့်ဖြစ်တာတွေအများကြီးပဲပေါ့နောက်တစ်ခုကြည့်အောင်မလားဒေါသဆိုတာလေအစိုးတရားတစ်ခုပဲဒေါသရှိရင်စိတ်ချမ်းသာမှုစိတ်အေးမြမှုဟာစိတ်ဆိုးလိုက်တာနဲ့တပြိုင်နက်ဆုံးရှုံးသွားအကြာကြီးစောင့်ရမလို့အခုစိတ်ဆိုးအခုစိတ်ချမ်းသာမှုဟာဆုံးရှုံးသွားကြည့်လေဒေါသကသူဖြစ်လိုက်တာနဲ့လူတွေဟာသူ့အရှိန်တက်လာလေဟုတ်လားဒေါသဖြစ်လာတဲ့လူတယောက်ဟာကိုယ်ရည်သားတွေဆက်ဆက်တုံလာတယ်မျက်နှာတွေနီးလာတယ်ပါးစပ်ကမဟုတ်တန်တရားတွေရုပ်မာတွေထွက်လာတယ်လက်ကလည်းပဲလက်ပါလာတယ်တတ်မဲ့ဖြတ်မဲ့တွေဖြစ်လာတယ်ဟောမထိန်ချုံနေဘူးဆိုရင်နောက်ဆုံးမှာလောကမှာလူသားမှုတွေတို့ဘာတို့ကျူးလွန်လာပြီဆိုလို့ရှိရင်ပြဿနာတိတွေပိုတက်လာတာပေါ့ဒါကြောင့်မို့လို့ယင်ထဲကအမုန်းတရားဒေါသတရားဟာဆိုတာလေကောင်းကျိုးကိုသယ်ဆောင်တာမရှိဘူးမကောင်းကျိုးကိုပဲသယ်ဆောင်တယ်ဒီလိုဆိုလိုတာနော်အဲ့ဒါတွေကတကယ်မကောင်းမှုတွေကြည့်ပဲအဲ့ဒီမကောင်းမှုတွေကိုရှောင်ဖို့လိုတယ်မြတ်စွာဘုရားဟောတယ်အကုသလံဘိက္ခွေပဇေထကောင်းကျိုးချမ်းသာမပေးတဲ့ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေကိုစွန့်ပယ်လိုက်ကြတဲ့ဒါပြင်စွန့်ပယ်လို့ရသလားလို့ဆိုရတယ်စွန့်ပယ်လို့ရတယ်စွန့်ပယ်လို့ရလို့အဖေကစွန့်ပယ်ကြလို့ဟောတာတဲ့မရရင်မဟောဘူးတဲ့ဟုတ်တာပေါ့လောဘဆိုတာလည်းဖယ်လို့ရတာပဲဒေါသဆိုတာဖယ်လို့ရဘာဖြစ်လို့တော့ဆိုတော့လောဘဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတစ်ခုပဲစိတ်ကိုဖယ်ရမှာမဟုတ်ဘူးလောဘကိုဖယ်ရမှာဆိုတော့အဝတ်တိတ်ကလေးအဝတ်ဖြူဖြူလေးဝတ်ထားတယ်အဲ့ဒီအဝတ်ဖြူဖြူလေးပေါ်မှာအမဲဆက်ကလေးတစ်ခုကျလာပြီဆိုလို့ရှိရင်အဲ့ဒီအမဲဆက်ကအဝတ်ဟုတ်ကဲ့လားဟုတ်ပါဘူးဗျာအဝတ်ပေါ်ရောက်လာတဲ့အမဲဆက်ကလေးကိုဆပ်ပြာတို့ရေတို့နဲ့တိုက်ချွတ်ပြီးတော့ဆေးကြောလိုက်မယ်ဆိုရင်ပျောက်မသွားဘူးလားထို့တူပဲလူရဲ့စိတ်ထဲမှာလောဘဆိုတာအမဲဆက်ကလေးပဲဒေါသဆိုတာအမဲဆက်ကလေးပဲမောဟဆိုတာအမဲဆက်ပဲအညစ်အကြေးတွေသူတို့ဖယ်လို့ရတယ်တဲ့ဒါကြောင့်မို့ဖယ်လို့ဖြစ်နိုင်တဲ့အရာဖြစ်လို့မြတ်စွာဘုရားအကုသိုလ်တွေကိုပယ်စွန့်ညာလို့ဒီလိုဟောတာဘာဖြစ်လို့စွန့်ခိုင်းတာလဲလို့ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်ရှိနေလို့ရှိတတ္တဝါတွေမှာမကောင်းတဲ့အခြေအနေတွေဆင်းရဲဒုက္ခတွေဖြစ်ပေါ်လာနိုင်တယ်မကောင်းတဲ့အခြေအနေရဲ့ဆင်းရဲဒုက္ခမကောင်းတဲ့အခြေအနေကိုအာဟိတလို့ခေါ်တယ်ဆင်းရဲဒုက္ခကိုဒုက္ခလို့သုံးတယ်အာဟိတာယဒုက္ခယသံဝတ္တတိ
အဲ့ဒီမကောင်းမှုတွေမိမိတဏ္ဍာမှာဖြစ်လာပြီးအကုသိုလ်တရားတွေမိမိတဏ္ဍာမှာလွှမ်းမိုးလာပြီးဆိုလို့ရှိရင်အဟိတအခြေအနေကောင်းတွေလက်လွတ်ဆုံးရှုံးသွားမယ်အခြေအနေကောင်းဆိုတာကောင်းတဲ့စိတ်တွေဖြစ်ပေါ်လာဖို့မရှိတော့ဘူးမကောင်းတဲ့စိတ်တွေကြီးပဲဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါကောင်းတဲ့စိတ်တွေကြီးပဲဖြစ်ပေါ်လာနိုင်တာကိုအခြေကောင်းအခြေအနေကောင်းကောင်းတဲ့စိတ်တွေကိုမဖြစ်ပေါ်စေနိုင်တော့ဘူးမကောင်းတာတွေကြီးပဲဖြစ်လာပြီဆိုရင်ဒါအခြေအနေမကောင်းဘူးလောကလူတွေကပြောကြတယ်လေလူမမာတယောက်ယောဂပြင်းထန်လာလို့ရှိရင်ဘယ်လိုပြောကြအခြေအနေမကောင်းဘူးလို့ပြောကြတယ်ဟုတ်ကဲ့လားဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီကောင်းတဲ့ဘက်ကိုဥလဲမလာဘူးမကောင်းတဲ့ဘက်ကိုဥလဲပြီးဆိုလို့ရှိရင်ဟေးအခြေအနေမကောင်းဘူးအခြေအနေမကောင်းဘူးနဲ့ပြောကြတယ်လေအဲ့ဒါလိုပဲမိမိတဏ္ဍာမှာလောဘတွေလွှမ်းမိုးနေရင်ဒေါသတွေလွှမ်းမိုးနေရင်မောဟတွေလွှမ်းမိုးနေအကုသိုလ်တွေလွှမ်းမိုးထားရင်အခြေအနေမကောင်းဘူးလို့ပဲပြောအခြေအနေမကောင်းဘူးစိတ်ထဲကလောဘဒေါသမောဟတွေဖြစ်လာပြီဆိုလို့ရှိရင် तू ပြောမဲ့စကားတွေဟာအကောင်းထွက်ပါမလားလုံးမဲ့အလုပ်တွေကရောအကျိုးပြုတဲ့အလုပ်တွေဖြစ်ပါမလားအေးဒါကြောင့်လို့အခြေအနေမကောင်းဘူးလို့ပြောတာအဲ့ဒါကိုအဟိတလို့ခေါ်တယ်အဲ့ဒီအဟိတအခြေအနေမကောင်းသည့်အတွက်ကြောင့်ဆင်းရဲတဲ့အကျိုးတရားတွေဟာထင်ထင်ရှားရှားပေါ်လာနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားအကုသိုလ်ကိုဖယ်ရှားခိုင်းတာဟောကုသိုလ်ကောင်းမှုဆိုတာကြတော့ဘယ်လိုပြောတော့ကောင်းမှုဆိုတာကြတော့ဘယ်လိုစံနဲ့သတ်မှတ်ရတော့ဆိုတင်စကမ္မံကတံတာတုယံကတ္တဝါနာနုတ္တပတိဒီအမှုမျိုးကတော့ကောင်းတယ်တဲ့ဘယ်လိုအမှုမျိုးတုံးဆိုရင်ယံကတ္တဝါနာနုတ္တပတိလုတ်ပြီးတဲ့နောက်မှာစိတ်ထဲမှာမပူရဘူးတဲ့ဝမ်းသာနေရတယ်ဟုတ်တယ်လေကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဝမ်းသာနေရတာပဲဆောင်းလေးတစ်စုံလောင်းပြီးတဲ့နောက်ဝမ်းနေတယ်ဆိုတာရှိသေးလားရှိပါဘူးဗျာဘုရားကိုရေလေးတစ်ခွက်လှူပန်းလေးလှူပြီးတော့ဝမ်းနေရတယ်ဆိုတာရှိလားမရှိပါဘူးမရှိဘူးကောင်းတာလုပ်လို့ရှိရင်တွေးမိတိုင်းဝမ်းသာစရာတွေကြီးပဲဖြစ်တယ်ဒါကြောင့်မို့ကောင်းတဲ့အလုပ်ဟာဝမ်းသာမှုဖြစ်စေတတ်တယ်ဒီရှုထောင့်ကနေပြောရင်ဒါကောင်းမှုလို့သတ်မှတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်နောင်တန်းပရတတ်တဲ့လူကအရက်ဝိုင်းသွားပြီးတော့အရက်လေးတစ်ခွက်တောက်ရင်ရောသူမှဝမ်းမသာဘူးလားဝမ်းသာမှာပဲသူလေအဲ့ဒါကြတော့ဘယ်လိုပြောမလဲသို့တော့တောက်တဲ့အချိန်လေးဝမ်းသာပေမဲ့လို့ယောဂရလာတဲ့အခါကျတော့ဝမ်းနေစရာမဖြစ်ဘူးလားအေးဒီနေ့တစ်ချိန်ကျတော့အကုသိုလ်နဲ့ပျော်ပေမဲ့လို့အကျိုးပေးထုတ်လုပ်လာပြီဆိုရင်ဝမ်းနေစရာဖြစ်လာမှာပဲလေမှန်ပါဗျာအကုသိုလ်အကျိုးမပေးသေးခင်တော့အကောင်းလေးတွေပျော်စရာလေးတွေလို့စိတ်ကထင်းနေသေးတာကိုဘာလို့လဲဆိုရင်ဘာပဲဖြစ်ဖြစ်ရိုးစိတ်လေးတစ်ခုစိုက်ထားမပွင့်သေးဘူးမသီးသေးဘူးဆိုလို့ရှိရင်ဘာမှအကျိုးမပေါ်သေးဘူးလေမှန်ပါဗျာပွင့်လာပြီသီးလာပြီဆိုတဲ့အခါကျလို့ရှိရင်ပန်းဆိုလို့ရှိရင်လည်းလှပမှုတွေအသီးနှံဆိုလို့ရှိရင်လည်းအသုံးဝင်တဲ့အသီးနှံလေးတွေဒီလိုဖြစ်လာတာအကျိုးမပေးသေးခင်တော့ဟုတ်တယ်လို့ရှိနိုင်တယ်အကျိုးပေးပြီဆိုရင်ဒါကြောင့်မို့ရှုတော်တစ်ခုကိုမြတ်စွာဘုရားထပ်ပေးတယ်လုတ်ပြီးတဲ့နောက်မှာနောင်တပူပန်ရတယ်ဆိုတာတစ်ခုနောင်တမပူရပန်ရဘူးဆိုတာတစ်ခုသူ့ရဲ့အကျိုးပေါ်လာတဲ့အခါမှာကောင်းမှုဆိုတာအဲ့ဒီအကျိုးကိုခံစားရတဲ့အခါမှာဝမ်းမြောက်ဝမ်းသာပီတိသောမနတဖြစ်ပြီးတော့အကျိုးခံစားရတယ်ဒါကုသိုလ်ရဲ့အကျိုးကအဲ့ဒါလို့ရှိတယ်မှန်ပါပါဗျာအဲ့ဒါမျိုးကိုမြတ်စွာဘုရားကကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့ကောင်းမှုနဲ့မကောင်းမှုကိုဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားဟောထားတာမကောင်းမှုဆိုတာလုတ်ပြီးတာနဲ့ပူပန်ရတယ်အကျိုးပေါ်တဲ့အခါမှာလည်းဆင်းရဲတယ်ကောင်းမှုဆိုတာလုတ်ပြီးတာနဲ့ဝမ်းသာရတယ်အကျိုးခံစားတဲ့အခါမှာလည်းဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဟောဒီနှစ်ခုနဲ့ဒီစံနဲ့သတ်မှတ်ပြီးတော့ကောင်းမှုမကောင်းမှုဆိုတာသတ်မှတ်ပြဒါကတစ်ခုနောက်ကောင်းမှုကိုပုံညလို့စာပေကျမ်းကမှဆိုတယ်
ပုံညာဆိုတာဘာလို့ဆိုရင်ပုဏ္ဏတိသောတေတိတိပုံညာဘဝတစ်ခုကဖြူစင်တောက်ပြောင်လောက်အောင်လုပ်ပေးနိုင်တယ်လို့မဲညစ်သွားစေတဲ့ထာကအကုသိုလ်ဖြူစင်တောက်ပလာစေတာကကုသိုလ်ဆိုပါစို့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းမြုပ်သွားတဖြည်းဖြည်းမြုပ်သွားတာဆိုင်ဘုတ်မှာမထိုးရဲတာကိုမြုပ်မသွားဘူးလားသူလုပ်တဲ့အကုသိုလ်ခုနလိုပဲမကောင်းမှုလို့ခေါ်လို့မရတာဟိုမကောင်းမှုဆိုဖော်လို့မရသည့်အတွက်ကြောင့်အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာမြုပ်ကွယ်ပြီးတော့လုပ်ရတယ်လို့ပဲလူကလည်းပဲတဖြည်းဖြည်းမြုပ်သွားတယ်။ဘာနဲ့တူတော့ဆိုရင်တွင်းတူးတဲ့လူနဲ့တူတယ်။တွင်းနဲ့လေအောက်ရောက်သွားလေတွင်းနဲ့လေအောက်ရောက်သွားလေပဲ။အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းမြုပ်သွားတယ်။မြုပ်သွားရုံနဲ့မကဘူးလူယုတ်ကလည်းနှိမ့်ကျသွားတယ်တဖြည်းဖြည်း။အမြဲတမ်းကြက်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြက်မျက်နှာဖြစ်လာတယ်။တော်တော်များများပြောကြဝတ်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကလည်းဝက်မျက်နှာကြီးဖြစ်လာတတ်တယ်လေအဲ့တော့ကြက်မျက်နှာဝက်မျက်နှာဆိုတာချစ်စရာကောင်းလားမုန်းစရာကောင်းလားအဲ့ဒီအသွင်တရံရောက်သွားတာပဲမကောင်းတာလုပ်ရင်မကောင်းတဲ့အသွင်တရံတွေပေါ်လာတာနွားတိုင်ရင်နွားမျက်နှာပဲဖြစ်သွားမှာပဲဟုတ်ကဲ့လားမှန်ပါပါဗျာတဖြည်းဖြည်းမြုပ်သွားတာလူလောကထဲမှာတောက်ပြောင်မှုမရှိဘူးထင်ရှားပေါ်လွင်မှုမရှိတော့ဘူးလူရမဝင်တော့ဘူးတဖြည်းဖြည်းနဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနဲ့လူရမဝင်ပဲဒါဒီဘဝတွင်ဖြစ်တာကိုပြောတာနော်မှန်ပါပါဗျာလူယုတ်ကလည်းတဖြည်းဖြည်းမွဲချောင်းပြီးတော့မကောင်းတဲ့ဘဝရောက်သွားပြီးနောက်ဆုံးကြတော့သေဆုံးသွားတဲ့အခါမှာလည်းအပယ်ငရဲကိုမြုပ်ဆင်းသွားတယ်တဲ့ဘယ်တော့မှပေါ်တက်လာမှာမဟုတ်ဘူးလူပြည်လူလောကမှာတထေးဆိုတဲ့နာမည်နဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးတကြွယ်ဆိုတဲ့နာမည်နဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးသူတော်ကောင်းဆိုတဲ့အနေနဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးဘုရားယဟန္တာဖြစ်ပြီးတော့လည်းပေါ်တက်လာမှာမဟုတ်ဘူးဆုံးဆုံးမြုပ်သွားမှာပဲဟုတ်ကဲ့လားမှန်ပါပါအေးဒါကြောင့်မို့လို့ပုံညဆိုတဲ့ကုသိုလ်ကောင်းမှုကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်ရူပကာယကလည်းတိုးတက်လာတယ်တိုးတက်လာရောမကဘူးအမည်နာမကလည်းပဲထင်ရှားလာတယ်ပေါ်လွင်လာတယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမလည်းထင်ရှားပေါ်လွင်လာပြီးတော့လူရည်ရုပ်ကလည်းပို့ပြီးတော့တိုးတက်လာတယ်ဟောကုသိုလ်ကောင်းမှုတွေကြောင့်နောက်ဘဝရောက်တဲ့အခါကျတော့ဘုံမိမ္မာကြီးတွေနဲ့ဒီလိုနေရတယ်လူဖြစ်တဲ့အခါမှာလည်းအစင်တမ်းမြင့်တဲ့လူဖြစ်တယ်လူချမ်းသာကြီးတွေဖြစ်တယ်နတ်ဖြစ်တော့လည်းပဲတကိုးရှိတဲ့နတ်ဖြစ်တယ်ဗြဟ္မာဖြစ်တော့လည်းအလွန်ထက်တန်းကြတဲ့ဗြဟ္မာဖြစ်တယ်ဘယ်ရောက်ရောက် तू ကသူ့ရဲ့ကုသိုလ်အရှိန်ကြောင့် तू ကတောက်ပြောင်နေတာပဲအမြဲတမ်းအဲ့ဒါကိုဆိုလို့တဲ့ပုံညာဆိုတာအဲ့ဒါလို့တောက်ပြောင်တဲ့ဘဝကိုရောက်စေတတ်လို့ပုံညာလို့ပြောတာတဲ့ပုဏ္ဏတိသောတေတိနှိမ့်ကြတဲ့ဘဝတစ်ခုကနေပြီးတော့ဖြူစင်တောက်ပြောင်တဲ့ဘဝတစ်ခုရောက်စေနိုင်တယ်အဲ့ဒါကောင်းမှုပဲလို့ဒီလိုဆိုတာနော်ဟုတ်ပါဗျာကုသလကုသိုလ်ကောင်းမှုကိုကုသိုလ်လို့လဲဆိုတယ်အဲ့ဒါကုသလဆိုတဲ့အဓိပ္ပာယ်ကတော့ခုနပြောခဲ့ပြီးသားတဲ့မှာကုဆိုတာအဆိုးတရားတွေအကုသိုလ်တွေကိုတလဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဘယ်လိုဖယ်ရှားတာတော့ဆိုလို့ရှိရင်လောဘကိုအလောဘကဖယ်ရှားပြစ်နိုင်တယ်ဒေါသကိုအဒေါသကဖယ်ရှားပြစ်နိုင်တယ်မောဟကိုအမောဟကဖယ်ရှားပြစ်တယ်ဟောအလောဘဖြစ်လာလို့ရှိရင်လောဘဟာဖယ်ရှားပြီးသားဖြစ်တယ်အလောဘဆိုတာလောဘမရှိုံတတ်တတ်ကိုအလောဘခေါ်တာမဟုတ်ဘူးလောဘကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒါလည်းအဘိဓမ္မာသဘာဝနဲ့ကြည့်မယ်ဆိုလို့ရှိရင်အလောဘကလည်းစွမ်းရည်တတ္တိတွေအမျိုးမျိုးရှိတယ်လောဘကလည်းစွမ်းရည်တတ္တိတွေအမျိုးမျိုးရှိတယ်ပေါ့ဝိပဿနာဉာဏ်နဲ့ရှင်တဲ့သဘာဝတရားတွေကိုသိတဲ့ဝိပဿနာဉာဏ်နဲ့ရှင်တဲ့အလောဘကသင်္ခါရတရားတွေပေါ်မှာတွေ့တာတတ်တဲ့လောဘကိုဖယ်ရှားပြစ်တယ်တည်ငါအဖြစ်ဖယ်ရှားပြစ်နိုင်တည်ငါဆိုတာအခိုက်အတန့်ဖယ်ရှားပြစ်နိုင်တယ်တပန်းအဲ့ဒီအလောဘဆိုတဲ့သ
ဘာဝတရားသည်သောတပတ္တိမက်စိတ်နဲ့ရှင်တွဲလာတဲ့အခါကျတော့အပေကိုချနိုင်တဲ့လောဘကိုဖယ်ရှားပစ်တယ်အပေရောက်စေတဲ့လောဘကိုဖယ်ရှားပစ်တယ်တခါတဂရကံဖြစ်လာလို့ရှိရင်အပေကျစေတဲ့လောဘပြင်းထန်လာတဲ့လောဘအဖြစ်နဲသွားအောင်အားပြော့စေတယ်ကြံတဲ့အပေမကြစေနိုင်တဲ့လောဘကိုတောင်မဲ့ထပ်ပြီးတော့အားပြော့သွားစေတယ်အနာဂါမိမနဲ့ရှင်တဲ့အာလောဘကြတော့ကာမဂုဏ်အာယုန်တွေကိုတတ်မဲ့တဲ့လောဘကာမဘုံတွေမှာတွေ့တာမှုဆိုတဲ့လောဘအဲ့ဒါတွေကိုဖယ်ရှားပြစ်နိုင်တယ်တခါအရတ္တမနဲ့ရှင်တွဲလာတဲ့အလောဘကြတော့လောဘမှန်သမျှအကုန်လုံးတစ်ခုမကြအောင်ဖယ်ရှားပြစ်နိုင်တယ်ဟောဒီလိုအဆင့်ဆင့်ဖယ်ရှားသွားတာလို့ဒီလိုမှတ်ရနော်အဲ့လိုတစ်ဆင့်ဆင့်ဖယ်ရှားသွားတာအဲ့ဒါကြောင့်မို့လို့ကုသလကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားနိုင်တာသူ့ဟာနဲ့သူဖယ်ရှားသွားတယ်အမောင်ကိုဘာနဲ့ဖယ်ရှားတာတော့ဆိုအလင်းနဲ့ဖယ်ရှားတာအမောင်ကိုအလင်းနဲ့ဖယ်ရှားတယ်လို့ပဲအလောဘလောဘကိုအလောဘနဲ့ဖယ်ရှားထို့တူပဲဒေါသကိုဒေါသဆိုတဲ့အဆိုးတရားကိုအဒေါသဆိုတဲ့ကုသိုလ်နဲ့ဖယ်ရှားရမယ်အဲ့ဒီမှာလဲစဉ်းစားကြည့်ဒီအဒေါသကလည်းအစဉ်စဉ်ရှိတယ်မေတ္တာလို့ခေါ်တဲ့အဒေါသရှိတယ်နောက်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့သင်္ခါရတွေပေါ်မှာမုန်းတီးခြင်းဆိုတာကင်းတယ်နောက်သောတာပတ္တိမဲ့နဲ့ရှင်တွဲလာတဲ့အဒေါသရှိတယ်တဂရဂါမိမဲ့နဲ့ရှင်တွဲလာတဲ့အဒေါသရှိတယ်အနာဂါမိမဲ့နဲ့ရှင်တွဲလာတဲ့အဒေါသရှိတယ်အရတ္တမဲ့နဲ့ရှင်တွဲလာတဲ့အဒေါသရှိတယ်မေတ္တာလို့ဆိုတဲ့မေတ္တာနဲ့ရှင်တွဲလာတဲ့အဒေါသကြတော့ကြည့်တာမန်အမုန်းတရားတွေကိုဖယ်ရှားပြစ်လာနိုင်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့အဒေါသကြတော့သင်္ခါရတရားတွေအပေါ်မှာစိတ်တူခြင်းမုန်းတီးခြင်းဆိုတဲ့အထာဏကောပလိုဟာမျိုးအဲ့ဒါမျိုးကိုဖယ်ရှားပြစ်နိုင်တယ်သောတာပတ္တိမေနဲ့ရှင်တွဲလာတဲ့အဒေါသကအပေကိုကြစေတတ်တဲ့ဒေါသကိုဖယ်ရှားပြစ်တယ်တခါတခါမိမဲ့ကြတော့ဒေါသကိုအပြော့သွားစေတယ်အနာဂါမိမဲ့ကြတော့လုံးဝအနာဂါမိမဲ့နဲ့ရှင်တဲ့အဒေါသကြတော့ဒေါသမှန်သမျှကိုလုံးဝဖယ်ရှားပြစ်လိုက်တယ်အရတ္တမဲ့ကြတော့ထပ်မှန်ပြီးတော့ဖယ်ရှားเสียမရှိဘူးနော်တဂရဂါမိအနာဂါမိမဲ့ဖယ်ရှားလိုက်တာနဲ့ဒေါသဆိုတာဟာအဲ့ဒီမှာတင်အဆက်ပြတ်သွားတယ်လုံးဝကင်းရှင်းသွားပြီအရတ္တမဲ့ဖြစ်တယ်ဆိုကင်းတဲ့ပိုကင်းသွားပြီပေါ့ပို့ပြီးတော့ဒေါသတွေရှင်းတဲ့ရှင်းသွားပြီအငွေ့သက်တောင်မကြအောင်ဖယ်ရှားလိုက်နိုင်တယ်လို့ဒီလိုဆိုတာတခါမောဟဆိုတဲ့ဒီအဆိုးတရားကိုအမောဟဆိုတဲ့ကုသိုလ်တရားကဖယ်ရှားတယ်အစင်းစင်ပဲဖယ်ရှားတာပဲတာမန်အခုလိုတရားနာလို့သိလာတဲ့အသိလေးကဘယ်လိုသိတုံးဆိုကုသိုလ်မှန်သိတယ်အကုသိုလ်မှန်သိတယ်ကောင်းမှုမှန်သိတယ်မကောင်းမှုမှန်သိတယ်ဆိုတဲ့အမောဟဆိုတဲ့အသိဉာဏ်လေးဟာမသိဘူးဆိုတဲ့မောဟကိုဖယ်ရှားလိုက်တယ်သိတာနဲ့မသိတာကြောချင်းကတ်နေတာလေအခုသိလိုက်တာနဲ့တပြိုင်တည်းမသိတာပျောက်မသွားဘူးလားအေးကောင်းမှုမကောင်းမှုကိုသိလာတယ်ကုသိုလ်အကုသိုလ်ကိုသိလာတယ်သိလိုက်တာဟာမသိတာကိုအခုချိန်မှာဖယ်ရှားပြီးသားဖြစ်သွားတယ်တခါဝိပဿနာဉာဏ်နဲ့ရှင်တဲ့အမောဟအသိဉာဏ်ကြတော့ဘာတွေကိုဖယ်ရှားတော့ဆိုသင်္ခါရတရားဆိုတဲ့ရုပ်တရားနံတရားတွေဟာမမြဲပါလားဆိုတာသိလာတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့သဘောတွေကိုမြင်လာတယ်ဖြစ်ပြီးပြတ်သွားမှုတွေကအမြဲတမ်းအနှောင့်အယှက်ပေးနေလို့ဒုက္ခဆိုတာမြင်လာတယ်မိမိရဲ့အလိုဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတာမြင်လာတယ်အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားတွေကိုမြင်လာပြီဆိုလို့ရှိရင်အဲ့ဒီအနိစ္စဒုက္ခအနတ္တတွေအရင်ကမမြင်ခဲ့တာ
ဝိပဿနာဉာဏ်နဲ့ရှင်တဲ့အမောဟကမမြင်အောင်ကာကွယ်ထားတဲ့မောဟတွေကိုဖယ်ရှားလိုက်တာပဲလေသူကတခါသောတပတ္တိမေနဲ့ရှင်းလာတဲ့အမောဟအတိညာကြတော့ဘာတွေကိုဖယ်ရှားတော့ဆိုတော့အပယ်ကိုကြစေတတ်တဲ့အကြောင်းနဲ့အကျိုးအကောင်းဆိုးကိုမသိတတ်တဲ့မောဟလုံးဝဖယ်ရှားပြလိုက်တယ်အကြောင်းအကျိုးအကောင်းဆိုးမသိဘူးမှားရင်းနဲ့အယူလားမှန်တဲ့အယူလားဆိုတာမသိတဲ့မောဟကိုဖယ်ရှားလိုက်တယ်တန်တရားကိုဖြစ်စေတတ်တဲ့မောဟကိုလည်းဖယ်ရှားလိုက်တယ်သဂရဂါမိမဲ့နဲ့ရှင်းလာတဲ့အမောဟကတော့မောဟမှန်သမျှကိုအားပြော့စေတယ်အနာဂါမိမဲ့နဲ့ရှင်းတဲ့အမောဟကကာမရာဂဗျာပါဒနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့မောဟတရားတွေကိုထပ်မံပြီးတော့ဖယ်ရှားပြတယ်အရတ္တမေနဲ့ရှင်တဲ့အမောဟကတော့မောဟမှန်သမျှအလုံးကိုဖယ်ရှားပြလိုက်တယ်အမှန်တရားကိုဖုံးကွယ်နေတဲ့မောဟမှန်သမျှအဝိဇ္ဇာမှန်သမျှဟာအရတ္တမေနဲ့ရှင်းလိုက်တာအလုံးကုန်သွားတယ်ဟောလို့အဆင့်ဆင့်ကုသိုလ်တရားတွေအကုသိုလ်တရားကိုဖယ်ရှားပြနိုင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကကုသလံဘိက္ခဝေဘာဝေထခြေသားရဟန်းတို့ကုသိုလ်ကိုမိမိတဏ္ဍာမှာဖြစ်စေကြတိုးပွားအောင်လုပ်ကြလို့ဒီလိုဟောတာဘာဝေထဆိုတာဖြစ်စေတာရဲ့တိုးအောင်လုပ်တာဒီနှစ်ခုယူပါကိုယ်တဏ္ဍာမှာအာလောဘမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်အာဒေါသမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်အာမောဟမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်လာပြီးလို့ရှိရင်ဖြစ်ရုံနဲ့မကျင်နိုင်ရဘူးတိုးအောင်ကြိုးစားရအောင်အရှိန်နေကောင်းတဲ့ကောင်းလောက်ဆိုပါစို့ကာမအာလောဘတစ်ခုကနေပြီးတော့ဝိပဿနာဉာဏ်နဲ့ရှင်းလာတဲ့အာလောဘဖြစ်အောင်တိုးတက်အောင်မြင့်တင်ပေးရဝိပဿနာဉာဏ်နဲ့ရှင်တဲ့အာလောဘကိုသောတာပတ္တိမေနဲ့ရှင်တဲ့အာလောဘမျိုးဖြစ်လာအောင်မြင့်တင်ပေးရတဂရဂါမိမေနဲ့ရှင်တဲ့အာလောဘမျိုးဖြစ်အောင်အနာဂါမိမေနဲ့ရှင်တဲ့အာလောဘမျိုးဖြစ်အောင်အရတ္တမေနဲ့ရှင်တဲ့အာလောဘမျိုးဖြစ်အောင်မြင့်တင်ပေးသွားတာအဲ့ဒါကိုဘာဝနာလို့ခေါ်တာပဲဒါကြောင့်မို့မြတ်စွာဘုရားကုသလံဘိက္ခွေဘာဝေထจิตသားယဟန်တို့ကုသိုလ်ကိုဖြစ်ပွားစေကြတဲ့ဘာဖြစ်လို့ကုသိုလ်ကိုဖြစ်စေခိုင်းတာတော့လို့ဆိုလို့ရှိရင်အဲ့ဒီလိုတိုးမြင့်လို့ရစေသလားရနိုင်သလားဆိုရနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဖြစ်ပွားစေကြဘာကြောင့်ဖြစ်ပွားစေဖို့တိုက်တွန်းရလဲလို့ဆိုရင်အဲ့ဒီကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်လာပြီးတိုးပွားလာပြီးဆိုလို့ရှိရင်ဟိတဒုက္ခအခြေအနေကောင်းတွေဖြစ်လာမယ်ချမ်းသာဒုက္ခတွေဖြစ်လာမယ်အကျိုးစီးပွားအခြေအနေကောင်းဆိုတာဘယ်ဒီအောင်အခြေအနေကောင်းတော့အခုဘုန်းကြီးတို့တွေလူဘဝရောက်လာလူဘဝရောက်လာတာဒါအခြေအနေကောင်းတယ်လို့ခေါ်ဘာဖြစ်လို့အခြေအနေကောင်းတာလို့ဆိုလူဘဝတကယ်လမ်းစုံကြီးကိုရောက်လာနတ်ပြည်သွားခြင်းသလားလူပြည်ကသွားလို့ရဗြဟ္မပြည်သွားခြင်းသလားလူပြည်ကသွားလို့ရဘာဖြစ်ခြင်းတလဲ32ပုံတွေကကောင်းတဲ့ပုံတွေဟုတ်လားဗြဟ္မပြည်26ပုံနဲ့ဘယ်ပုံတွေကိုသွားခြင်းတလဲဘယ်ပုံကိုသွားခြင်းလူပြည်ကနေပြီးတော့ဥတီပြီးလှုပ်ရှားလို့ရတယ်ပေါ့လမ်းခုလက်ကိုရောက်တယ်ဒါအခြေအနေကောင်းတယ်လို့ခေါ်တာလေလူပြည်မှာကုသိုလ်ပြုခွင့်ရတယ်ဒါနကောင်းမှုလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ကမ္မထန်တရားအထုတ်ခွင့်ရတယ်ဒါအခြေအနေကောင်းပဲအခြေအနေကောင်းလေးတွေကအခြေအနေကောင်းတွေကြုံတွေ့နေတာကိုကအသုံးမချဘူးဆိုလို့ရှိရင်ဒီအခြေအနေကောင်းဟာအများအားရှိနေမှာမဟုတ်ဘူးလောကမှာကြည့်လေအရှိလောကရကနေမင်းကြီးပေါ်လာတယ်နေဝင်အချိန်မှာပဲအလင်းအောင်ဆိုတာရနိုင်တယ်လှုပ်ရှားရှိတာအလင်းအောင်ရှိတော့လုံးဝမောင်းလာမှလုံးလို့မရတာတွေအများကြီးရှိတယ်ပေါ့အေးနေထွက်လို့အရင်အလင်းရလာတဲ့အချိန်နေမဝင်ခင်ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းရှိနေတဲ့အချိန်မှာလုံးလိုက်ကြရတယ်ဆိုလို့ရှိရင်အများကြီးတန်ဖိုးရှိတာပေါ့စဉ်းစားပြီးတော့ကြည့်လောကလူတွေဟာတ
ဝတစ်ခုကိုဖြတ်တန်းနေကြတာဘာနဲ့ဥပမာတူတော့ဆိုရင်အရှိလောကရကနေထွက်လာတယ်ကိုဘဝလူဘဝရောက်လာတဲ့အချိန်မှာရှေ့လောကရကနေထွက်လာတာနဲ့တူတယ်ဒီနေကြီးကတဖြည်းဖြည်းမြင်လာပြီးနောက်ဆုံးကြတော့ဝင်းကျိန်ဆိုတာမရှိဘူးလားရှိပါပါဗျာရှိလာတယ်အေးလောကလူသားတွေဘဝခရီးကိုရှောက်လန်းနေကြတဲ့အခါမှာကိုရှောက်လန်းတဲ့လမ်းခရီးအမတမအန္တရာယ်များတယ်အလင်းရောင်ရှိတုံးမှာအန္တရာယ်တွေကိုကြည့်ဆောင်ပြီးတော့သွားရမှာနေထွက်နေတဲ့အချိန်မှာဆိုတာဘုရားသာသနာပွင့်နေတဲ့အချိန်နဲ့တူတယ်ပေါ့ဘုရားသာသနာပွင့်နေတဲ့အချိန်မှာဘဝဆိုတဲ့ကန္တာရာခရီးကြီးကိုရှောက်တဲ့အခါမှာအိုခြင်းဆိုတဲ့ဆင်းရဲဆိုတာလာလိုက်ပဲနာခြင်းဆိုတဲ့ဆင်းရဲဆိုတာလာလိုက်ပဲသိခြင်းဆိုတဲ့ဆင်းရဲလာလိုက်မယ်လို့မသိရဘူးလားသိရပါဗျာဘုရားတရားတော်တွေလို့ဆိုတဲ့နေမင်းကြီးအလင်းအောင်ပေးထားသည့်အတွက်ကြောင့်ဒါတွေမြင်ရတယ်တခြားဘေးကအန္တရာယ်တွေရှိသေးတယ်မကောင်းတာတွေလုပ်လို့ရှိရင်အပင်ငရဲကြနိုင်တယ်ပြိတ္တာဖြစ်နိုင်တယ်တိရစ္ဆာန်ဖြစ်နိုင်တယ်ငရဲရောက်နိုင်တယ်ဟောဒါတွေလည်းသိရှိရဟောနောက်ဆုံးကျတော့သာသနာကွယ်သွားပြီဆိုတဲ့အချိန်မှာနေဝင်သွားတာနဲ့အလားတန်တူတယ်ခရီးကလည်းမဆုံးသေးဘူးနေရလည်းဝင်သွားပြီဘာမှလည်းမမြင်ရတော့ဘူးလမ်းတောင်မှပဲချောက်ရှိသလားကျင်းရှိသလားဆူးရှိသလားခလုတ်ရှိသလားဆိုမမြင်ရအောင်နေကလည်းဝင်နေပြီသွားရမယ့်ခရီးကလည်းအဝေးကြီးကြံသေးတယ်တန်တရာခရီးဆိုတာအဝေးကြီးပဲသွားကြရအောင်ပဲနေဝင်တော့ကနေရှိတော့ကဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒီခရီးကိုပေါက်အောင်မလျှောက်ခဲ့ဘူးအမတ်တမဲ့နဲ့ကုန်းလာနေဝင်ချိန်မှာလည်းခရီးရှည်ကြီးသွားမယ်ဆိုတဲ့လူတယောက်ရဲ့ဘဝအခြေအနေကိုဆင်ញင်သုံးသပ်ကြည့်စမ်းပါဘလောက်စိုးရိမ်စရာကောင်းတယ်လေပေါ့အဲ့တော့တန်တရားထဲမှာလည်းဘုန်းကြီးတို့တွေဟာရလာတဲ့လူဘဝလေးမှာအချိန်ပိုင်းနဲ့ဘုရားသာသနာပွင့်ပြီးတော့အလင်းအောင်ရှိနေတဲ့အချိန်မှာအချိန်ပိုင်းနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေလုံးဝမလှုပ်ဘူးဆိုလို့ရှိရင်အလုပ်တွေအများကြီးကြံပြီးတော့သာသနာလဲကွယ်တော့မယ်ဆိုတဲ့အချိန်မှာအမှောင်ကြီးတန်းတော့မဲ့အချိန်မှာရှေ့ကိုခီးဆက်ဖို့ဆိုတာအလွန်တရာခက်တယ်ပေါ့အေးဒါကြောင့်မို့လို့ဘုရားသာသနာတော်နဲ့ကြုံတဲ့အချိန်မှာအတိအကျများများရအောင်အချိန်ရှိခိုက်လုံးလာဆိုင်ပြီးကြိုးစားအထောက်ကြရမှာဒါကြောင့်မို့ရှေးဥစွာကောင်းမှုကိုဆိုတာကိုသိအောင်ကြိုးစားမယ်မကောင်းမှုဆိုတာသိအောင်ကြိုးစားရမယ်ကောင်းမှုဆိုတာပါမကောင်းမှုဆိုတာပါကုသိုလ်ဆိုတာပါအကုသိုလ်ဆိုတာပါအဲ့ဒါတွေကိုသိအောင်လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်အဲ့ဒါလို့သိတာကိုပဲတမ္မာဒိဋ္ဌိဉာဏ်လို့ခေါ်တယ်ပထမအဆင့်ဒါတမ္မာဒိဋ္ဌိဉာဏ်အဲ့ဒီမှာကုသိုလ်ဆိုတဲ့တရားဟာဘယ်ထိအောင်ရအောင်လုပ်ရမှာလဲလို့ဆိုလို့ရှိရင်ကောင်းမှုဆိုတဲ့ကုသိုလ်တရားဟာအကုသိုလ်တွေကိုဖယ်ရှားဖို့အတွက်အမှန်တမ်းအစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်တယ်အဲ့ဒီကုသိုလ်ဆိုတဲ့တရားဟာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုလို့ရှိရင်အခြေခံအနေနဲ့မဟာကုသိုလ်စိတ်၈ခုဆိုတာရှိတယ်ဒါနကောင်းမှုလုပ်မယ်သီလစောင့်တည်မယ်ကမ္မထဘာဝနာပွားမယ်မဟာကုသိုလ်စိတ်တွေပဲဖြစ်တယ်ဟောဒါနလုပ်တာလည်းမဟာကုသိုလ်စိတ်နဲ့လုပ်ရတယ်သီလစောင့်တည်တာလည်းမဟာကုသိုလ်စိတ်တွေဖြစ်တယ်ဘာဝနာပွားတာလည်းမဟာကုသိုလ်စိတ်ဖြစ်တယ်အဲ့ဒီမဟာကုသိုလ်စိတ်၈ခုဆိုတာလွယ်လွယ်လေးမှတ်ရအောင်ပြောရမယ်ဆိုရင်အသိဉာဏ်ပါတဲ့ကုသိုလ်က၄ခုအသိဉာဏ်မပါတဲ့ကုသိုလ်က၄ခုတော့မဟုတ်ဒီလိုခွဲအသိဉာဏ်ရှိမရှိနှမျိုးနဲ့ခွဲလိုက်ကုသိုလ်လုပ်တဲ့အခါမှာစဉ်းစားဉာဏ်နဲ့လုပ်တာတစ်ခုစဉ်းစားဉာဏ်မပါဘဲလုပ်တာတစ်ခုဟောကိုယ်ပိုင်အသိဉာဏ်နဲ့လုပ်တာတစ်ခုကိုယ်ပိုင်အသိဉာဏ်မပါဘဲလုပ်တာတစ်ခုဆိုဘယ်နှခုဖြစ်သွားလဲနှစ်ခုအဲ့ဒီနှစ်ခုကိုလူရဲ့ခံစားချက်နှမျိုးနဲ့မြောက်အောင်ခံစားချက်နှမျိုးဆိုတာဘာလဲဆိုရင်ကုသိုလ်လုပ်တဲ့အခါမှာစိတ်ထဲမှာဝမ်းမြောက်ဝမ်းသာလှုပ်တာရှိတယ်အေးပုံမှန်လုံးနေကြလှုပ်လိုက်တာဝမ်းသာမှုမထင်ရှားတာရှိတယ်ဟောခံစားချက်နှမျိုးစာလို့ပြောရင်သောမနတဥပ္ပခါပေါ့ဝမ်းသာမှုထင်ရှားတယ်သောမနတဝမ်းသာမှုမထင်ရှားဘူးဥပ္ပခါ
အဲ့ဒီခံစားချက်2မျိုးနဲ့ခုနဉာဏ်ရှိမရှိ2ခုကိုနှစ်ကိုနှစ်နဲ့မြောက်တော့ဘယ်လောက်ဖြစ်သွား4ခုဖြစ်တယ်အဲ့ဒီအခါမှာကုသိုလ်လုပ်တဲ့အခါမှာစိတ်အခြေအနေက2မျိုးရှိတယ်တစ်ခါတစ်ခါတွန်းအားပေးရတယ်တစ်ခါတစ်ခါတွန်းเสียမလို့သူကသူထက်ထက်မြက်မြက်ဖြစ်တယ်ထက်ထက်မြက်မြက်ဖြစ်တာကတခုတွန်းပြီးတော့မှတွန်းအားပေးမှကိုယ်စိတ်ကိုပြင်ပေးမှထက်မြက်လာတာတခုဆိုတော့ထက်မြက်မှုရှိမရှိတွန်းပေးရမှုရှိမရှိ2ခုနဲ့မြောက်လိုက်လို့ရှိရင်4ကို2နဲ့မြောက်တော့အဲ့ဒါမဟာကုသိုလ်စိတ်8ခုစားအဲ့ဒါလူရဲ့စိတ်အခြေအနေတဲ့ဒါနလုပ်တဲ့အခါမှာအတိညာနဲ့စဉ်းစားပြီးလုပ်တဲ့ဒါနအတိညာမပါဘဲလုပ်တဲ့ဒါနလို့2မျိုးအဲ့ဒီ2မျိုးမှာလှူတဲ့အခါမှာဝမ်းသာအာရလှူတာရှိတယ်တာမန်လှူလိုက်တာရှိတယ်အဲ့ဒီ2ခုနဲ့မြောက်တော့ဒါနကုသိုလ်ဟာ4ခုဖြစ်သွားတယ်အားတဲ့တေရောလှူတာနဲ့ကိုယ့်အကိုတိုက်တွန်းလို့ဖြစ်စေသူများတိုက်တွန်းလို့ဖြစ်စေလှူဖြစ်သွားတာ2မျိုးနဲ့4ကို2နဲ့မြောက်တဲ့အခါကျတော့8ခုဖြစ်တယ်ဒါနကုသိုလ်တွေလည်း8မျိုးဖြစ်တယ်သီလမှာလည်းထို့တူပဲအတိညာနဲ့လုပ်တဲ့သီလအတိညာမပါဘဲနဲ့စောင့်တဲ့သီလဆိုပြီးတော့2မျိုးအဲ့ဒီ2မျိုးကိုတခါခံစားမှု2ခုနဲ့မြောက်လိုက်ဝန္တာအာရစောင့်တယ်သို့မဟုတ်ဝန္တာမှုသိပြီးတော့မရှိဘူးဒီ2ခုနဲ့မြောက်တဲ့အခါ4ခုဖြစ်တယ်စိတ်အားထက်သန်တယ်ရှိတယ်စိတ်အားထက်သန်မှုမရှိဘူးဒီ2ခုနဲ့ထမြောက်တော့သီလကုသိုလ်ကလည်း10မျိုးဖြစ်တာပဲဘာဝနာကုသိုလ်လုပ်တဲ့အခါမှာလည်းပဲဟောဒီ10မျိုးတွေကပဲလုပ်ရတာပဲအဲ့တော့ကိုယ်တဏ္ဍာမှာအကောင်းဆုံးဖြစ်အောင်ကတော့ဘာနဲ့လုပ်ရမလဲဆိုရင်အသိဉာဏ်ရှိဖို့လိုတယ်ထက်မြက်ဖို့လိုတယ်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်ဖြစ်နိုင်တယ်ပေါ့ဒါဖြင့်ဒီကုသိုလ်ဟာအတော်ကိုအစွမ်းထက်ပြီးလို့ဆိုရင်ပဲဒီကုသိုလ်တဲ့တာတဲ့ကုသိုလ်မရှိတော့ဘူးလားလို့ဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလဲလို့ဆိုရင်တမာတိကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါမှာကာမဂုဏ်အာယုန်တွေကိုတွန်းဖယ်ထားနိုင်အောင်စိတ်ဟာတည်ငြိမ်သွားတယ်အိတ်ချင်စိတ်တွေထိနာမိတ်တာဆိုတာတွေဒီဥဒိစ္စကောကောဆဆိုတဲ့စိတ်လေးတာတွေစိတ်ပူတာတွေဝိသိကိစ္စဆိုတဲ့တန်တရားတွေကာမဂုဏ်အာယုန်ခံစားလို့တဲ့ကာမိဆန္ဒတွေစိတ်ထဲမှာအလိုမကျဘူးဆိုတဲ့ပြာပါဒတွေဒါတွေကိုတွန်းလှန်ဖယ်ရှားပြလိုက်တဲ့အခါကျတော့သူကတမာရီကတအားတည်ငြိမ်ပြီးတော့သွားတယ်အာယုန်လေးတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ရှုနိုင်တဲ့အနေအထားတစ်ခုရတာအဲ့ဒါကိုသံကုသိုလ်လို့ခေါ်တယ်သူကလည်းအဆင့်4ဆင့်သို့မဟုတ်အဆင့်5ဆင့်ရှိတယ်အဲ့ဒီကရူပကုသိုလ်5ခုလို့ခေါ်တယ်တခါအဲ့ဒီကနေပြီးတော့အာယုန်တွေပြောင်းပြီးတော့အဆင့်မြင့်လိုက်တဲ့အခါတမာရီစွမ်းအားတွေကပို့ပြီးတော့ထက်လာတယ်သမထကျင့်စဉ်တစ်ခုကျင့်လိုက်တော့ထက်လာပြီးတော့ဒီရူပဇံအဆင့်တွေကိုကျော်လွှားပြီးတော့နောက်ဆုံးမှာအရူပဇံ4ခုဆိုတဲ့ကုသိုလ်ရှိသေးတယ်အဲ့ဒီကုသိုလ်တွေကြတော့ဘလောက်အစွမ်းထက်တုံးဆိုခုနကကာမဝဆရာကုသိုလ်ကနေအကျိုးပေးလိုက်လို့ရှိရင်လူပုံဖြစ်တယ်နတ်ပုံဖြစ်တယ်ဒီလောက်ပဲရှိတယ်တက်တန်းနဲ့တွေ့မယ်ဆိုရင်ပရဏိဝိတဝဒဝတိနတ်ပြည်ရောက်သွားလို့ရှိရင် तू ကတက်တန်းအရှိဆုံးပဲဒီတယ်မရှိကဘာတိအောင်မရှိဘူးခုနကတမာရိကုသိုလ်တွေရူပကုသိုလ်အရူပကုသိုလ်ရူပကုသိုလ်5ခုအရူပကုသိုလ်4ခုဒီမဟကုကုသိုလ်လို့ခေါ်တဲ့ဇန်နဲ့ပတ်သက်လာတဲ့ကုသိုလ်တွေကြတော့အသက်ဟာကဘာတိအောင်ခြီးပြီးတော့ရှိတယ်သူ့ရဲ့အစွမ်းအားပို့ပြီးတော့ကြီးမားလာတယ်ဒါပြင်ကုသိုလ်ဟာဒီလောက်နဲ့ကုံသွားလားဆိုမကုံသေးဘူးကုသိုလ်တွေလှုပ်ရှားလောကမှာဒီကနေ့လှုပ်နေကြတဲ့ကုသိုလ်တွေဟာကာမဝဆရာကုသိုလ်လေးပဲလှုပ်နိုင်ကြတာမဟာကုသိုလ်လေးပဲလှုပ်နိုင်တာရူပကုသိုလ်မရောက်ဘူးအရူပကုသိုလ်မရောက်ဘူးနောက်ဆုံးမှာအစွမ်းထက်ဆုံးကုသိုလ်တွေကဘယ်ဟာတွေတုံးဆိုမဲ့ကုသိုလ်လို့ခေါ်တယ်သောတာပတိမဲ့တဂရဂါမိမဲ့အနာဂါမိမဲ့ရတ္တမဲ့လို့ဆိုတဲ့ဒီမဲ့၄ပါးဆိုတာလဲကုသိုလ်ပဲအဲ့ဒီမှာသောတာပတိဆိုတဲ့သောတာပတိမဲ့ကုသိုလ်ကိုလှုပ်လို့ရှိရင်အမြင်မှားခြင်းနဲ့တန်တရားရှိခြင်းကိုလုံးဝရှင်းလင်းပြလိုက်နိုင်တယ်ပေါ့ပြီးတော့အပေဘုံကနေလုံးဝလွတ်သွားပြီဘဝတန်တရားမှာ9ဘဝပဲရှိတော့တယ်
နောက်ထပ်ဒုက္ခခံမှုမရှိတော့ဘူးရှစ်ခုမြောက်ဘဝသူ့မှာမရှိတော့ဘူးဆိုအတော်ကိုဒုက္ခတွေနည်းသွားတာပဲဒီကုသိုလ်ရဲ့စွမ်းဆောင်မှုပါဟုတ်ကဲ့လားကျန်တဲ့ကုသိုလ်တွေကအိုနာသေးရေးဆိုတာမလွတ်ဘူးဩသောတပတိမဲ့ကုသိုလ်ဖြစ်လိုက်လို့ရှိရင်နောက်ထပ်သေဖို့ဟာ9ကြိမ်ပဲကြံတော့တယ်လို့ဒီလိုပြောတာကိုချင်းနာချင်းသေချင်းနဲ့ရင်ဆိုင်ဖို့ရ9ကြိမ်ပဲရှိတော့တယ်ပေါ့နောက်ထပ်ဒီရင်ဆိုင်ကြမရှိတော့ဘူးဟောသဂရဂါမိမဲ့ကုသိုလ်ရလို့ရှိရင်ဒီတဲ့စွမ်းအားတွေမြင့်လာလို့ဘဝအဒီတဲ့တိုးလာအနာဂတ်ကုသိုလ်ရသွားပြီဆိုလို့ရှိရင်ကြည့်ကာမဘုံနဲ့အဆက်ဖြတ်တယ်ငရဲတို့တိရစ္ဆာန်တို့ပြိတ္တာတို့မဆိုထားပြီလူဘုံတို့ဟုတ်လားနတ်ဘုံတို့နဲ့ပါအဆက်ပြတ်ပြီးတော့ဟိုးတက်တန်းရှိတဲ့ပြမဘုံလေးအဲ့ဒီပြမဘုံတောင်မှပဲအလွန်စင်ကြယ်တဲ့သုဒ္ဓဝါဒဘုံဆိုတာမျိုးနဲ့ပဲသူကအတော်အဆင့်မြင့်တဲ့ဘုံတွေမှာရောက်သွားအရတ္တမဲ့ဖြစ်လိုက်တာနဲ့တပြိုင်နက်ကြည့်30ဘုံလုံးနဲ့အကုန်လုံးဆက်ပြတ်သွားကိလေသာတွေအလုံးချုပ်ငြိမ်းသွားတယ်လုံးသမျှကံတွေဟာဘဝတစ်ခုကိုထူထောင်မှုရမဖြစ်နိုင်တော့ဘူးအဲ့ဒီအရတ္တမဲ့ကုသိုလ်ဆိုတာအဆင့်အမြင့်ဆုံးပဲကုသိုလ်ပဲတဲ့ရသော်ဗျာကကုသလံဘိက္ခွေဘာဝေထจิตသားယဟန်တို့ကုသိုလ်ကောင်းမှုကုသိုလ်ကိုပွားစေကြဆိုတာနောက်ဆုံးအဆင့်ဟာရတ္တမဲ့ရောက်မှပဲအကုန်ကိစ္စပြီးတယ်ဘယ်လိုမို့ဆိုလို့ရှိရင်ကုသိုလ်တွေဟာမစုံသေးဘူးတဲ့ဘုန်းကြီးတို့တွေကုသိုလ်လို့ပြောပြီးလုပ်နေကြတာမဟာကုသိုလ်၈ခုပဲလုပ်နေကြတာအလုံးကုသိုလ်က21မျိုးရှိတယ်ပေါ့မကောင်းမှုဆိုတာအကုသိုလ်12ခုရှိတယ်ကောင်းမှုဆိုတာကကုသိုလ်21ရှိတယ်အဲ့ဒီ21ကိုပြည့်စုံအောင်လုပ်ပြီးတော့နောက်ဆုံးအရတ္တမဲ့ဆိုတဲ့ကုသိုလ်ရမှသာလို့အဆိုးတရားတွေအလုံးကိုဖယ်ရှားနိုင်လို့ဘဝမှာကြုံတွေ့ရမယ့်ဒုက္ခတွေအလုံးချုပ်ငြိမ်းမှာဖြစ်တယ်ဆိုတာကိုသဘောပေါက်နားလည်ပြီးတော့တို့တွေဟာလှုပ်ရှားတွေအများကြီးရှိသေးတယ်။တန်လျာခရီးလျှောက်လန်းတဲ့အခါမှာဘုရားသာသနာဆိုတဲ့နေမင်းကြီးထွန်းလင်းနေတဲ့အချိန်သားလေးကုသိုလ်ဆိုတာသိခွင့်ရတယ်အကုသိုလ်ဆိုတာသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုခွဲခြားသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုလည်းကြိုးစားလှုပ်ဆောင်ခွင့်ရတယ်လို့အချိန်ရှိခိုင်လုံးလဆိုင်ဖို့ရာတို့ရဲ့တာဝန်ဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့မကောင်းမှုမှန်သမျှကိုရှောင်ရှားကောင်းမှုမှန်သမျှကိုဆောင်ထားကြပြီးနောက်ဆုံးမှာအရတ္တမဲ့ကုသိုလ်ကိုအရာယူပါဒုက္ခခသိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုငါမျက်မှောက်ပြုနိုင်ကြပါစေ